အားလုံးပဲမင်္ဂလာပါစပီအတန်းနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာတော့ဤဂီကရဲ့အခန်းလေးကိုတင်ဆက်ဖတ်ပြပေးတော့မှာပဲဖြစ်ပါတယ်ခင်ဗျာအခန်းလေးလောက်သမျှအရာပေါ်စံဝင်စားပါအလောက်နဲ့အလက်ချိန်တွေကိုတူတဲ့မှုအတွက်အသုံးချနိုင်ဖို့ကျွန်တော်တို့ဟာထပ်ခါတလဲလဲလောက်ချင်ရလာပြီပဲသူချုံပြောင်းမြောက်မှုတွေဆိုတာလောက်ရတစ်ခုမဟုတ်ဘူးအလေးထားတစ်ခုသာအရစ်စတိုတယ်စောင့်ဝစားခြင်းအနည်းတဆုံးသောဆောင်တစ်ခုမှာစကိတ်စီးနေတယ်လို့ကိုမှားလိုက်ပါစကိတ်ရဲ့ပညာနှစ်ဖက်မှာလည်းနေမြူလာတွေဟာလင်းပြန်လို့ဘာပြဿနာမှမရှိဘူးပေါ့ဒီချိန်မှာမရွှေစကိတ်စီးနေတာကလွယ်လို့ဘာကူမှအယုံရောက်နေမှာမဟုတ်ဘူးဘယ်ချိန်မှာဘယ်လိုဘယ်ဖက်ကိုလဲရမယ်ဘယ်လိုလှောက်ရှားလိုက်ရမယ်ဆိုတာကိုပဲကြည့်ယူထားပါအသိဆိုတာလည်းမရှိသလိုအနာဂတ်ဆိုတာကိုလည်းစဉ်းစားနေမှာမဟုတ်ဘူးပြစ္ဆုတ်ပံကိုပဲအာရုံပြုနေမှာနေမြူစကိတ်ခန္ဓာကိုယ်အလုံးဟာတခုတည်းလိုဖြစ်နေမှာစိတ်ကအဲ့ဒီအလုံးမှာပဲနေဝင်နေမှာအခြားပဲအရာကမှစိတ်ယူရင်းအောင်စိတ်အနောက်ရှက်ပြီးနေလို့ရမှာမဟုတ်ဘူးအတ္တကိုလည်းဘေးဖယ်ထားပြီးလက်ရှိလုပ်နေတဲ့အရာနဲ့ကိုဟာတရားတဲ့ဖြစ်နေမယ်တကယ်တော့ Bruce Lee ပြောခဲ့တဲ့ရေလိုဖြစ်ပါစေဆိုတဲ့အယူအဆဟာဒီအတွေ့အကြုံမျိုးပဲကိုနေတဲ့အရာတစ်ခုကိုလုပ်နေတဲ့အခိုက်အတန့်ဟာကိုရှိမှတော့ဒီမှာမဟုတ်ဘူးတမိတ်ချက်ရဲဆိုပါစို့အချိန်ကကိုမှတော့တိလိုက်မှာမဟုတ်ဘူးအဲ့လိုပဲစောက်တောက်ကိုဖားနေတယ်ဆိုရင်လေကိုပဲပေါင်းချင်မှာဘာဖြစ်နေလဲဆိုတာတတိထားမိမှာမဟုတ်ဘူးညနေဆောင်လို့နေဝင်တော့မှဟာညနေစားတော့မစားရသေးပါလားလို့တတိယမှာပင်လယ်မှာလိုင်းစီထွက်ရင်လေအဲ့လိုပဲနောက်တစ်နေ့မနေ့ကြွတာတွေနာကျင်လာတဲ့အထိမနစ်ကကုန်သွားတဲ့အချိန်ကိုခရီးဆိုင်မိမှာမဟုတ်ဘူးစัจจิပဲဆိုတာလဲအရာတိုင်းမှာရှိတာကိုဗျကိုမလောက်ချင်ပဲလောက်ရတဲ့အလုပ်ဆိုရင်တပီစနာကိုတော့တက်လောက်ချတယ်လို့ထင်တတ်ကြတယ်လို့နိုင်တကြီးနဲ့မပြီးနိုင်မစီးနိုင်ပြနေကြတော့တာကလားအိုင်းစတိုင်းပြောသလိုပြောရရင်မိခဲပေါ်တမင်းနေလားလက်တင်ထားကြည့်ပလားတနာရီလောက်ကြာသလားထင်ရတယ်ကမလေးချောလေးတယောက်နဲ့တနာရီလောက်ထိုင်နေလိုက်ခဏလေးလို့ထင်ရတယ်အဲ့ဒါနိုင်ရသဘောပဲတဲ့ဒီအလုပ်ကိုကမနေတတ်ပြီမယ်တခြားတယောက်ကတော့နေတတ်ချင်းနေတတ်မှာပေါ့လေဒါပေမဲ့ကျတို့ကတော့ပြီးနိုင်သမျှမြန်ပြီးချင်တာကြတာအလုပ်နေရတာကိုလုပ်နေမှမသိအောင်စောင့်ဝင်ကြတဲ့အလုပ်မျိုးအလုပ်လုပ်လိုက်ရရင်ဆိုရင်တော့ကတွေပြောက်ထားတဲ့အလုပ်မျိုးရှိသလားဘယ်အလုပ်ကိုလုပ်နေရချိန်မှာပြောဆုံးဖြစ်မလဲဒီအချက်တွေကပဲကိုယ့်ရဲ့ဤကိကိုင်ကိုညွန်ပြတဲ့အရာတွေဖြစ်တယ်စီးမျောခြင်းစွမ်းအားဒီအချက်တွေကစပင်ရချင်းမိဟာရှိစဉ်မိဟာရဲ့အလုပ်အပေါ်စိတ်နေပြီးလောက်တဲ့ပတ်သက်တဲ့သူတေသနာအမိခုနေပဲဘယ်အရာကိုစောင့်စားစီးမျောပြီးလုပ်နိုင်တယ်လဲပေါ့ဒီစိမ်းမိဟာကတော့ဒီအချက်ကို flow စီးမျောခြင်းတမို့စံကိုဒိဗေဖေးဆိုရမှာတခုကိုလုပ်နေတဲ့အချိန်ပျော်ရွှင်မှုကျဉ်းမှုတည်ထွင်ဖန်တီးမှုနဲ့အလုပ်ပေါ်စိတ်နေထားနိုင်မှုလို့ဆိုခဲ့တယ်ပျော်ရွှင်ဖို့ကိုယ့်ရဲ့ဤကအတိုင်းနေထိုင်ဖို့ဆိုတာဘာကတာမန်တရားမှမရှိပါဘူးအဓိကအချက်ကတော့ဒီဆောင်ဝင်တဲ့အဆင့်ကိုရောက်ဖို့ပါပဲဒီလိုကိုလုပ်နေတဲ့အလုပ်ကိုဆောင်ဝင်ပြီးလှုပ်ခြင်းဖြင့်ထူးခြားတဲ့အတွေ့အကြုံခံစားမှုတွေရရှိခံစားနိုင်မှာပါဒီလိုအဆင့်ကိုရောက်ဖို့ဆိုတာကလည်းလက်တလောစိတ်ချမ်းသာမှုကိုတာပြီးတဲ့အရေးတောက်တာအစားအစာအလုံးကျူးစားတာတနေ့ကုန် TV ထိုင်ကြည့်တာချောကလက်တွေစားနေတာတဲ့အလုပ်လုပ်တဲ့အခါဆောင်ဝင်ပြီးလုပ်နိုင်မဲ့လုပ်ငန်းဆောင်တာတွေမှာအချိန်တွေပူသုံးသင့်ပါတယ်ရှိစေမိဟိုင်ကသူ့ရဲ့ flow the psychology of optimal experience ဆိုတဲ့စာအုပ်မှာ flow ဆိုတာကိုအဲ့ဒီအလုပ်ကိုလုပ်နေလောကမှာတခြားအရာတွေအားလုံးကိုမေ့နေတတ်တဲ့လုပ်ငန်းမျိုးလုပ်နေရရင်ကျဉ်းနေတဲ့နေတာကြောင့်ဘယ်အရာပဲပိစရ
လုံးမဲ့အလုပ်မျိုးအဲ့ဒီအလုပ်ကိုလုပ်နေရရင်ကိုကျဉ်းနေတဲ့အလုပ်မျိုးလို့အတိတ်ပဲဖွင့်ခဲ့ပါတယ်အဲ့လိုစီမျောနိုင်ဖို့အတွက်အရင်ဆွဆိုင်မှုအများကြီးလိုအပ်တာကတော့ကျွမ်းကျင်မှုအဆင့်ပညာရှင်တွေမှသာမဟုတ်ပါဘူးအားကစားသမားတွေစစ်သူရင်ကစားသမားတွေအင်ဂျင်နီယာတွေလည်းဒီအဆင့်ကိုရောက်ဖို့ဆိုရင်အချိန်တွေအများကြီးကုန်ကြရတာပါပဲရှိစင်မီဟန်ရဲ့သူတေသနာအရာစစ်သူရင်ကစားသမားတယောက်စာဝင်စားမှုဟာပွန်တင်နေတခုလုံးတွေ့ထောက်နေတဲ့တင်ချသမားတယောက်ရဲ့စာခွဲစိတ်မှုတစ်ခုပြုလုပ်နေတဲ့ဆရာဝန်တယောက်ရဲ့စာဝင်စားမှုနဲ့အတူတူပါပဲစိတ်ပညာပမောက္ခသူဖြစ်တဲ့ရှိစင်မီဟိုင်ကတော့ကမ္ဘာတဝန်းမှာလူတွေနဲ့ပတ်သက်တဲ့အချက်လက်တွေကိုသူတေသနာလေ့လာခဲ့ရမှာဘယ်ချင်းမှုမှာကြီးပြင်းကြီးဖြစ်စေအသက်ဘယ်လောက်ရှိသည်ဖြစ်စေလူတွေရဲ့စာဝင်စားမှုခေါ် flow ဟာတူပဲဆိုတာသိရှိခဲ့ပါတယ်နယူးယောက်ကလူတယောက်ရဲ့စာဝင်စားမှုနဲ့အိုကီနာဝါကလူတယောက်ရဲ့စာဝင်စားမှုဟာအတူပါပဲအဲ့ဒီအစိမ်းရောက်ရင်ဘာဖြစ်တယ်လဲပေါ့အလုပ်တစ်ခုမှစာဝင်စားသွားတဲ့အခါဘယ်အရာကိုမှစိတ်ဝင်စားတော့ပဲအလုပ်ပေါ်မှာပဲအယုံရောက်နေတတ်တယ်ကိုယ့်ရဲ့စိတ်ဟာလည်းငြိမ်းချမ်းနေတယ်ဒါပေမဲ့ကိုမလုပ်ချင်တဲ့အရာတစ်ခုကိုလုပ်တဲ့အခါတော့လူကတဏှာစိတ်ကတဏှာဆိုတဲ့လိုမျိုးဖြစ်နေတော့တယ်ကိုရေးကြည့်တယ်လို့ထင်ရတဲ့အရာတစ်ခုမှအလုပ်လုပ်နေတဲ့အချိန်စိတ်ဝင်စားနေပဲစိတ်ကဟိုရောက်လိုက်ဒီရောက်လိုက်ဖြစ်နေရင်အဲ့ဒီလိုစာဝင်စားတဲ့အဆင့်ကိုရောက်ဖို့ဤစနစ်တွေကိုအသုံးချရပါလိမ့်မယ်စာဝင်စားနိုင်ဖို့အခြေအနေခုနှစ်ခုဒီပေါ်တက်ကတူရဲ့တူတီအိုဝင်ရှက်ဖာကတော့စာဝင်စားဖို့ဆိုရင်အဘအဆင့်ခုနှစ်ဆင့်ကိုလိုပါတယ်တဲ့ဘာလောက်ရမယ်ဆိုတာသိရမယ်နေဘယ်လိုလောက်ရမယ်ဆိုတာသိရမယ်တော့ဘယ်လောက်ထိကြွချွန်ချင်းလောက်နိုင်လဲဆိုတာသိရမယ်လေးပန်းတိုင်ကိုသိရမယ်အလောက်ရဲ့ဥတီချက်ကိုသိရမယ်ငါအရေးကြီးတဲ့စိန်ခေါ်မှုတွေကိုနားလည်ရမယ်6လိုအပ်တဲ့ကြံ့ကျင်မှုတွေကိုသိရမယ်9တခြားဆေးအနောက်ရှယ်ဖြစ်စရာတွေကနေကင်ဝေးရမယ်ဗျူဟာတင်ခက်ခဲတဲ့အရာတစ်ခုကိုရွေးပါအလွန်တရာလည်းမခက်စင်နေပေါ့ရှက်ဖာရဲ့ပုံစံကတော့ကိုမလုပ်ဖူးတဲ့အလုပ်တွေတက်တာဆိုရင်အပြင်ဘက်ကကိုဆောင်ရွက်နိုင်မဲ့လုပ်ငန်းဆောင်တာတွေကိုဆောင်ရွက်ဖို့အားပေးတယ်ဘယ်လုပ်ငန်းမဆိုအားကစားပဲဖြစ်ဖြစ်အလုပ်ကိုင်ပဲဖြစ်ဖြစ်လုပ်ငန်းတိုင်းလိုက်နာရမယ်စီမင်းစည်းကမ်းတွေဆိုတာတော့ရှိတာပဲအဲ့ဒီစီမင်းတွေကကိုမရှိတဲ့အရေးချင်းကြံ့ကျင်မှုတွေထက်အရေးနိုင်တဲ့အခါလဲကိုကပြင်းရတာစိတ်မပါတာဖြစ်လာတတ်တယ်တက်ခဲလွန်နေပြန်ရင်လဲကိုကြံ့ကျင်မှုမရှိတော့စိတ်ရှုပ်ထွေးစီပြီးလက်မြအရှုံးပေးသွားပါလိမ့်မယ်တကယ်လောက်ရမယ်အလောက်ကမစ္စမပလိပလာချက်လောက်ရမှာပဲကိုယ့်ရဲ့ကြံ့ကျင်မှုနဲ့ကိုင်းကြီးကစိန်ခေါ်မှုလဲအနည်းအကျဉ်းရှိတဲ့လုပ်ငန်းတွေပေါ့ဒီလိုကိုယ်အလုပ်မှာစိန်ခေါ်မှုတွေရှိနေတော့မပြင်းတော့ဘူးဒါကြောင့်လဲအနက်ဟေမင်းဝေကကိုရေးနိုင်တဲ့ထက်ပိုကောင်းအောင်ရေးပါလို့ပြောခဲ့တာလေကျွန်တော်တို့ဟာစိန်ခေါ်မှုတွေကိုအဆုံးထိရှိနေစေချင်ကြတာလူတွေဆိုတာကိုတွန်းအားပေးနေရတာကိုကြိုက်တတ်ကြတယ်ဘတ်ထရန်ရက်ဆက်ကလည်းခက်ခဲတဲ့အရာတစ်ခုခုကိုရရှိအောင်မြင်နိုင်ဖို့ဆိုတာအခြေအတိုင်းအတာတစ်ခုထိအာရုံစူးစိုက်မှုလိုအပ်တယ်လို့ပြောခဲ့ဖူးတယ်တကယ်လို့မိတ်ဆွေက graphic designer တယောက်ဆိုရင်နောက်လုပ်မဲ့အလုပ်ငန်းအတွက် software တစ်ခုခုကိုလေ့လာပါ programmer တယောက်ဆိုရင်လည်း programmer ဘာသာစကားအသစ်တစ်ခုခုကိုတောင်းကြည့်ပါကချစ်တဲ့တယောက်ဆိုရင်မဖြစ်နိုင်ဘူးလို့ထင်ရတဲ့ကကွက်တစ်ခုကိုပုံမှန်ကနေချကကွက်တွေနဲ့အတူရောပြီးကကြည့်စမ်းပါဘာပဲဖြစ်ဖြစ်နည်းနည်းပိုအယုံဆိုင်လောက်ကြည့်ပါကိုမလုပ်နိုင်ဘူးဆိုတဲ့အရာတွေကိုစမ်းလုပ်ကြည့်ပါတခြားဟာမပြောနဲ့စဖာရာတော့
သူစီမီစီကန်ဆိုတာရှိတယ်ကြံ့ကျင်မှုအသိပညာဆိုတာလိုတယ်ယူပဗိဒပညာရှင်တွေအတွက်ရေးထားတဲ့ကွန်တန်မကနစ်အကြောင်းစောက်တော့ဖတ်မယ်ဆိုရင်တော့ယူပဗိဒအကြောင်းအခြေခံသိမထားတဲ့ကျုပ်တို့ကဘာမှနားလည်မှာမဟုတ်ဘူးခဏနေစိတ်ပင်ပန်းလာပြီးဆက်ဖတ်ခြင်းစိတ်ကုန်သွားလိမ့်မယ်နောက်တစ်ဖက်မှာလည်းစောက်အကြောင်းကိုအကုန်သိနေလေဘယ်သူကစိတ်ဝင်စားတော့မှလဲဒါပေမဲ့စောက်ကကျွန်တော်ရဲ့ပညာအခြေခံကြံ့ကျင်မှုတွေနဲ့လိုက်လျောညီထွေရှိရင်ဖြစ်စဉ်ကိုတည်ထားတဲ့အခြေခံအသိပညာတွေပေါ့တဆင်ဖြစ်ပေးနိုင်ရင်အဲ့ဒီစောက်ကိုဖတ်ပြမှာဖြစ်တယ်လို့အချိန်ကုန်မှမသိကုန်သွားလိမ့်မယ်ဒီလိုစာဝင်စားခြင်းဟာကျွန်တော်ရဲ့အီဂီဂိုင်နဲ့တသားနဲ့ရှိနေခြင်းကိုပုံညွှန်းနေတာပါပဲလွယ်ကူပြင်းကြီးလာခက်ခဲစီမျောစာဝင်စားအရန်ခက်ဆိုရင်စိတ်ဖြစ်လာဗျူဟာနဲ့ရှင်းလင်းတိကျတဲ့ရည်မှန်းချက်ရှိပါစေဗီဒီယိုဂိမ်းတွေအားကစားသမားတွေဟာအသင့်အတန်ကစားရင်စာဝင်စားမှုကိုရရှိနိုင်ပါတယ်ဘာလို့လဲဆိုတော့သူတို့တွေရဲ့ပန်းတိုင်ကရှင်းလင်းနေတာကြောင့်ပါကိုပြိုင်ဘက်ကိုအနိုင်ကစားမယ်ဒါမှမဟုတ်အားကစားစည်းမျဉ်းတွေကိုလိုက်နိုင်ရင်ကိုယ့်ရဲ့စံချိန်ကိုချိုးမယ်ဒါပေမဲ့အချင်းဒီတော်တော်များများမှာပန်းတိုင်ကရှင်းရှင်းလင်းလင်းမရှိတာများတယ်ဘော့စတွန်အတိုင်းပင်ခံကုမ္ပဏီရဲ့လေ့လာမှုအရာနိုင်ငံတကာကော်ပိုရေးရှင်းတွေကဝန်ထမ်းတွေကိုသူတို့ရဲ့တတိတွေနဲ့ပတ်သက်ပြီးမေးတဲ့အခါသူတို့ကညှိသွားရင်လုပ်ငန်းရဲ့အရွယ်ချက်ကဗမာရှင်းရှင်းလင်းလင်းမသိဘူးတဲ့အကျိုးဆက်အနေနဲ့အလုပ်သမားတွေဟာသူတို့အလုပ်ရဲ့ပန်းတိုင်ကိုမသိကြဘူးအထူးသဖြင့်ကုမ္ပဏီအကြီးတွေမှာဖြစ်လေရှိတာကကုမ္ပဏီအုပ်ချုပ်သူတွေဟာစီမံကိန်းတွေချဗျူဟာတွေချရင်အသေးစိတ်ကိုလုပ်နေရင်ကသူတို့ကုမ္ပဏီရဲ့ပန်းတိုင်ပါလဲဆိုတာမသိကြတော့ဘူးဒါကတခြားနည်းအားဖြင့်မြေပုံတော့ပါပါရဲ့ဘယ်ကိုသွားရမှမသိပဲပင်လယ်ပြင်မှာရွက်လင်းတယ်လို့ပဲတကယ်တော့မြေပုံရှိဖို့ထက်ဘယ်ကိုသွားရမယ်ဆိုတာရှင်းရှင်းလင်းလင်းသိရဖို့ပိုအရေးကြီးတယ် MIT မီဒီယာခမ်းမရဲ့ဂျာအီတူကမြေပုံပေါ်ကတလိုက်အမြောင်ဆိုတဲ့စနစ်ကိုတုံခိုင်းတယ်ဒါမှသာမတိချတဲ့ကဘာကြီးမှာကိုသွားရမယ်ပန်းတိုင်ကိုရှင်းရှင်းလင်းလင်းမြင်နိုင်ပါလေ We splash how to survive our faster future ဆိုတဲ့စာအုပ်မှာသူရဲ့ Jeff Howen ကတနေ့ထက်တနေ့မတိချမြေယာမှုတွေများလာတဲ့ခေတ်မှာအသေးစိတ်ရေးထားတဲ့မျိုးပုံတစ်ခုကကိုတော်ကြီးမျက်မှောင်ထဲခေါ်သွားနိုင်တယ်ဒါပေမဲ့ဘယ်ကိုသွားရမယ်ဆိုတာညွန်ပြနေတဲ့တလိုက်အမြောင်ကတော့ကိုသွားရမယ့်နေရာကိုအရောက်ပို့ပြလိုက်မယ်လို့ရေးခဲ့တယ်ဒီလိုပြောလို့ဖန်တိုင်ရေရမရှိကိုဘယ်ကိုသွားရမှမသိပဲခရီးစတင်တယ်လို့ဆိုလိုတာမဟုတ်ဘူးကိုသွားရမယ့်လမ်းမသိချပဲရှောက်သွားနေတာတဲ့တေချပြီးကျွတ်တင်စီစဉ်ထားတဲ့လမ်းကသာကိုလိုချင်တဲ့နေရာပန်းတိုင်ကိုမြန်နဲ့မှန်မှန်ရောက်သွားစေလိမ့်မယ်စီးပွားရေးလောကမှာပညာရေးလိုတည်ထင်ပန်တရားတဲ့လုပ်ငန်းတွေမှာအလုပ်မလုပ်ခင်တခုခုကိုမလေ့လာခင်မဆောင်ရွက်ခင်အဲ့ဒီအလုပ်ကကိုဘာကိုမျောလင့်ထားတယ်လဲဆိုတာတိဖို့ကအရေးကြီးတယ်ဒါကြောင့်ကိုအဘာမေခွန်ကိုမေးတင်တယ်စတူဒီယိုခန်းထဲမှာဒီနေ့လုပ်ငန်းရွေးချက်ကပါလေနောက်လာထွေးမဲ့စောက်တဲ့အတွက်ဒီနေ့စလုံးရင်ဘယ်လောက်ရည်ရမလဲငါတင်ရဲ့ပန်းတိုင်ဥတီချက်ကပါလေဒီတချင်းကိုတီးဖို့အတွက်ဂီတကိုတန်ဖိုးဘယ်လောက်နဲ့တီးရမလဲဆိုတာကအစပေါ့စာဝင်တဲ့အဆင့်ကိုရောက်ဖို့အတွက်ကိုရဲ့ရွေးချက်ကိုလည်းတီးထားဖို့လိုမယ်ဒါပေမဲ့လည်းတကယ်လုပ်တဲ့အခါအဲ့ဒီပန်းတိုင်ကိုဘယ်လိုမြစ်ထားရမလဲဆိုတာလည်းသိရမယ်လုပ်ငန်းစပြီဆိုရင်အဲ့ဒီပန်းတိုင်ကိုတဖြစ်မနေပဲစိတ်ထဲမှာပဲတင်ထားရမယ်ဟိုလာပြေကစားသမားတွေဟာပြင်ပွဲဝင်တဲ့အခါရွှေတစိမ့်စုကဘယ်လောက်လာတယ်ဆိုတာစဉ်းစားနေလို့မရဘူးလက်ရှိပြစ္ဆုတ်ပံကိုအယုံဆိုင်နေရမှာသူတို့အလောက်မှသာစီမျောနေရမှာတစ်စက္ကန့်လင်းအယုံလွတ်တာနဲ့အရေးကြီးတဲ့အချိန်မှာအမားတွေကျွလွန်မိပြီးအောင်ပွဲနဲ့ဝေးသွားလိမ့်မယ်သင်္ချာတဲ့ဥပမာတစ်ခုကတော့ဇာရေးဆရာနဲ့အသားစီးပဲတကယ်လို့ဇာရေးဆရာတယောက်ဟာဝတ္ထုတစ်ပုဒ်ကို3-4လအတွင်းပြီးရမယ်လို့ညီမှန်းထားတယ်ဆိုရင်သူရဲ့ပန်းတိုင်ကတော့ရှင်းနေပြီဒါပေမဲ့ပြဿနာက
စာရေးဆရာက3လအတွင်းကိုစိတ်ထဲမှာဆွဲနေပြီးမနေ့အိယာကနိုးတိုင်းနဝတ္ထုရအောင်မယ်လို့ဆွဲနေမိတယ်။သတင်းစာဖတိုင်းအင်တက်ရှင်လောက်တိုင်းဒီအချက်ကိုပဲတွေးနေမှာညနေခင်းရောက်တိုင်းစိတ်တွေရှုပ်ပွားနေပြီးနောက်နေ့မှရေးတော့မယ်လို့ကိုဂရိပေးလိုက်မယ်။နေ့တွေလတွေတန်ကုန်သွားမယ်။သူကစာတလုံးတလေးမှခြာရေးဖြစ်မှာမဟုတ်ဘူး။တကယ်စရေးဖို့လိုအပ်တာကလှုပ်ရှားရှိတာကိုလှုပ်ဖို့ပဲအလုပ်ထဲမှာဆောင်ဝင်အောင်လှုပ်ဖို့ပဲပရမချီလန်နည်းနည်းလာလိုက်တဲ့ဆိုရင်တော့ကတွေပျောက်သွားပြီးကိုအလုပ်ပေါ်စီမျောလိုက်ပါသွားလိမ့်မယ်အိုင်ဆိုင်ပြောတယ်လို့ပြောရရင်ပျော်ရွှင်တဲ့လူတစ်ယောက်ဆိုတာအနကအကြောင်းတွေးနေတာတဲ့လက်ရှိပြစ္ဆုတ်ပါမှာနေရတာကိုကျင်နာတဲ့သူပဲတဲ့မောဝါရီမှန်ချက်စိတ်ရှုပ်ထွေးလာအတိတ်ပဲမရှိတာမှစွန့်ရင်နေကုန်ရှစ်ဆက်မလုံနိုင်ဖြစ်လာရှင်းလင်းပြတ်သားတဲ့ပန်းတိုင်လုပ်ငန်းစဉ်အပေါ်အယုံဆူဆိုင်မှုဆောင်းဝင်ပန်းတိုင်ကိုပဲခေါင်းထဲမှာရှိပြီးလုပ်ငန်းစဉ်ကိုမိနေကြသူတွေတကယ်လက်တွေ့လောက်ရတဲ့ဘာနိုင်ကိုပဲတတ်တဖြစ်နေတတ်ရှင်းမဆက်နိုင်ဖြစ်တတ်ပြဟာတော့လုပ်ငန်းတစ်ခုကိုသာအယုံဆိုင်ပါဤပညာရေးပေါ်များအယုံထွေပြစရာတွေများလာတဲ့ဒီနေ့ခေတ်မှာဒီအချက်ကကျွန်တော်တို့ရင်ဆိုင်နေရတဲ့အဓိကပြဿနာတစ်ခုပါပဲ။ email ဆောင်ရေးနေတစ်ဖက်မှာ YouTube ကဗီဒီယိုကိုလည်းကြည့်နေတာမျိုးအဲ့ဒီအချိန်မှာပဲရုပ်တရက် message ကတိတ်ခနဲ့ဝင်လာတော့စာပြန်နေရပြန်ပြီးဒီလိုစာပြန်နေတော့အဲ့ထက်ကဖုန်းကဝင်လာပြန်ရော message စာပြန်ပြီးတဲ့နဲ့ကွန်ပျူတာထက်က Facebook ကိုဖွင့်နေလက်တာဒီလိုနဲ့ပဲအချိန်ကနိုင်ဝဲကုန်သွားပြီကိုရေးနေတဲ့ email ကဘာအကြောင်းမှမမှတ်မိတော့ဘူးတခါရှိသေးတယ်သမင်းစားနေရင်ဗီဒီယိုကြည့်နေတယ်ကိုစားနေတဲ့ငါကအရသာရှိမရှိမသိဘူးနောက်ဆုံးသလောက်စားမှပဲငါအရသာကိုတတိထားမိတယ်ကျွန်တော်တို့ထင်တာကအချိန်တည်းမှာအလုပ်တွေကိုနှစ်ခုသုံးခုလုပ်တာကအချိန်တက်တာစီလိုက်မယ်လို့ထင်တယ်ဒါပေမဲ့ခုတ်ရတခြားရှာရတခြားဖြစ်နေတတ်တယ်ဆိုတာသူတေသနာတွေအရသိရတယ်အဲ့လိုမျိုးတစ်ချိန်တည်းအလုပ်နှစ်ခုသုံးခုကိုတပြိုင်တည်းလှုပ်တတ်သူတွေဟာထင်သလောက်အလုပ်မထွင်ကြဘူးတကယ်တော့သူတို့တွေဟာအလုပ်မသွင်းဆုံးလူတွေပဲကျွန်တော်တို့အနောက်ကတစ်စက္ကန့်မှာအချက်လက်တောင်းပေါင်းများစွာကိုလက်ခံနိုင်ပြီမဲ့အခု20-30လောက်ကိုပဲအနောက်ကစုပ်ယူမှတ်သားနိုင်တယ်တကယ်တော့ကျွန်တော်တို့ဟာတပြိုင်တည်းအလုပ်တစ်ခုသုံးခုကိုလုပ်နေတယ်ဆိုတာကဟိုပြောင်းဒီပြောင်းလုပ်နေကြတာတကယ်တော့အနောက်ကတစ်ချိန်တည်းမှာအလုပ်တစ်ခုကိုမဆောင်ရွက်နိုင်ဘူးအလုပ်တစ်ခုကနေတစ်ခုကိုပြောင်းရင်စားအားတွေကုန်သွားလိမ့်မယ်ဒါကြောင့်လုပ်စရာတွေထဲကတစ်ခုကိုပဲအယုံစိုက်ပြီးလုပ်ပါတစ်ချိန်မှာတစ်ခုကိုပဲအယုံစိုက်လုပ်ဆောင်ဖို့ဆိုတာအဲ့ဒီအလုပ်မှာစီးမျောနိုင်ဖို့အဓိကကြတယ်ရှိစိမ်မိဟိုင်းကလုပ်ငန်းတစ်ခုမှာအယုံစိုက်ဖို့ဆိုရင်အနောက်ရှယ်ရဲ့ကင်းရဲ့ပတ်ဝန်းကျင်မှာဖြစ်ရမယ်နှစ်ကိုလုံးနေတဲ့အရာကိုထိန်းချုပ်နေစွမ်းရှိရမယ်ကိုလုံးနေတဲ့အရာကိုသာတကယ်ထိန်းချုပ်ကိုင်တွယ်နိုင်ရင်ဤပညာဆိုတာအရာအစွမ်းထဲတဲ့အရာတစ်ခုပါဒါပေမဲ့ဤပညာဟာကျွန်တော်တို့ကိုထိန်းချုပ်သွားရင်တော့သွားပြီတကယ်လို့ခင်ဗျားမှာသူတေသနာစာရန်တဆောင်ရေးစရာရှိတယ်ဆိုပါစို့ကိုလိုအားတဲ့အချက်လက်တွေကို Google တုံးပြီးရှာလို့ရတယ်ဒါပေမဲ့စီမရှိကမ်းမရှိတုံးရင်တော့ဟို website ရောက်လိုက်ဒီ website ရောက်လိုက်နဲ့ဒီ website ဝင်ကြည့်လိုက်နဲ့အချိန်သာကုန်သွားမယ်စာရန်တော့ရေးပြမှာမဟုတ်ဘူးဒါဆိုကိုအလုံးမှာဆောင်ဝင်မဲ့အစား Google နဲ့ Internet ကကိုဘဝကိုထိန်းချုပ်သွားလိမ့်မယ်သူတည်တနာလေ့လာမှုတွေအရာလူတရားဟိုဟာလုပ်လိုက်ဒီဟာလုပ်လိုက်လုပ်နေအချိန်လဲကုန်အမားလဲများပြီးကိုလုံးနေတဲ့အရာတွေကိုတောင်မမမီတော့တဲ့အထိဖြစ်သွားတာတွေ့ရတယ်ဒီဖို့ Ibanez ရဲ့ Stanford တက္ကသိုလ်ကလေ့လာမှုတွေမှာဆိုရင်ကျွန်တော်တို့လူငယ်တွေဟာစုပြုံလုပ်ခြင်းကပ်ရောဂါခံစားနေရတယ်လို့ရေးသားခဲ့တယ်။ရာပေါင်းများစွာကိုအုပ်စုတွေခွဲပြီးလေ့လာခဲ့ရကျောင်းသားတွေကိုချက်ချင်းလောက်ရမယ်အလုပ်အရေးအတွက်တွေတယောက်တစ်မျိုးစီပေးလိုက်တယ်။အလုပ်တွေအများကြီးလောက်ရတာကိုနေတဲ့ကျောင်းသားတွေဟာအလုပ်၄ခုထက်ပိုပြီးတပြိုင်တည်းလောက်ကြတာတွေ့ရတယ်။ဥပမာစာအုပ်ဖတ်ရင်မဆုထုတ်တာဖုန်းမှာစာပြန်ရင် pocket နှတ်ထောင်တာတ
တစ်ချိန်တည်းမှာတွေ့တာလည်းတုံနေသေးတာနောက်ဆုံးကြောင့်တာတစုချင်းစီကိုများအနီးအဖျားတွေအများကြီးပြတ်ထားတဲ့ဖန်သားပြင်တစ်ခုကိုကြစ်ခိုင်းပြီးအနီအောင်များဘယ်တစ်ခုပါလဲဆိုတာရေးခိုင်းတယ်ပထမတော့ကျောင်းသားတွေကအခက်ခဲမရှိချက်ချင်းဖြစ်နိုင်ကြပါလိမ့်အပြာရောင်များတွေတိုးလာတဲ့နဲ့အမျှအနီအောင်များတွေဟာနေရာသားပြောင်းသွားတယ်အရေးအတွက်ကတော့မပြောင်းပါဘူးအလုပ်တွေကိုတစ်ချိန်တည်းပြန်လုပ်တတ်တဲ့ကျောင်းသားတွေဟာတမထားတဲ့အချိန်တွင်အနီအောင်များကိုမြည်တက်နိုင်တော့ပါဘူးအလုပ်တွေကိုတစ်ခုချင်းစီလုပ်တဲ့ကျောင်းသားတွေကြတော့ရေရတာတိတ်အခက်ခဲမရှိပါဘူးသူတို့တွေဟာများအပြားတွေကြောင့်တခြားကျောင်းသားတွေကအရေးအကြီးဆုံးအရာတွေကိုအယုံဆိုင်နေချိန်မှာသူတို့တွေဟာအယုံဆိုင်နိုင်တော့ပါဘူးဘာလို့လဲဆိုတော့သူတို့ရဲ့အနောက်ဟာလှုပ်ဆောင်မှုတိုင်းကိုအယုံဆိုင်နေရတာကြောင့်ပါနောက်ထပ်လေ့လာမှုတွေအရာပြောရရင်တစ်ချိန်တည်းအလုပ်၄-၅ခုကိုပြန်လုပ်ချင်ထလုံးမှုစွမ်းရည်ကို60တိ60ရာခိုင်နှုန်းထိကျဆင်းစေနိုင်တယ်လို့ IQ ကိုလည်း10မှတ်ထိကျဆင်းစေနိုင်ပါတယ်အလုပ်သမားနဲ့လူမှုရေးသူတေသနဆိုင်ရာဆွေးနွေးကောင်စီကနေအတည်ပြုလုပ်တဲ့သူတေသနတစ်ခုမှဆိုရင်အသက်20နဲ့24နှစ်ကြာစမတ်ဖုန်းဆွဲလာနေတဲ့လူငယ်4000ဟာအရေးမောရတာကျောင်းကအတိုင်းဝိုင်းနဲ့အဆက်အသွယ်နေလာတာစိတ်ကြယောဂလက္ခဏာတွေခံစားလာရတာတွေ့ရပါတယ်လုပ်ငန်းတစ်ခုကိုအယုံစိုက်ခြင်းစာဝင်စားရင်လွယ်ကူခြင်းထလုံးမှုမြင်မှခြင်းတခါပြန်လဲအယုံစိုက်နိုင်ခြင်းအမားပြုနိုင်ခြင်းနဲ့ခြင်းအေးစိတ်တည်ငြိမ်စွာနဲ့လုပ်နေတဲ့အလုပ်ကိုထိန်းချုပ်နိုင်ခြင်းပတ်ဝန်းကျင်ကလူတွေကိုခရီးဆိုင်နိုင်တဲ့ဆန္ဒတလာတဲ့ဖန်တီးနိုင်မှုမြင်မှလာခြင်းလုပ်ငန်းမျိုးစုံတစ်ချိန်တည်းလုပ်တတ်ခြင်းစာဝင်စားသောအဆင့်သို့ရောက်ရန်မဖြစ်နိုင်ခြင်းမထင်ရပေမဲ့ထလုံးမှုကို60ရာခိုင်နှုန်းထိကျဆင်းစေခြင်းမမီရန်ခက်ခဲစေခြင်းအမားပြုနိုင်ခြင်းများခြင်းအယုံမဆိုင်နိုင်တာအလုပ်တွေကကိုထိန်းချုပ်နေတယ်ဆိုတဲ့ခံစားချက်ကြောင့်စိတ်ဖိစီးမှုခံစားရခြင်းအများအားဖုံးသုံးနေမိခြင်းဆိုရှယ်မီဒီယာကိုစမ်းကြည့်ခြင်းစစ်ကြည့်ခြင်းစသောလှုပ်ဆောင်မှုတိုင်းကိုဆွဲလန်းတုပ်ပြနေတာကြောင့်မိပတ်ဝန်းကျင်မှလူများကိုစိတ်မသက်မသာစေခြင်းဖန်တီးနိုင်စွမ်းကြဆင်းခြင်းဒီလိုမျိုးစာဝင်လောက်ကန်တဲ့စွမ်းကိုတားဆီးနေတဲ့အရာတွေကိုဘယ်လိုကျော်လွှားနိုင်မလဲအလုပ်ကိစ္စတစ်ခုတည်းအပေါ်မှာအယုံဆိုင်နိုင်ဖို့အနောက်ကိုဘယ်လိုလေ့ကျင့်မလဲအယုံနောက်ဆရာတွေဂိမ်းဝေးပြီးစာဝင်လောက်ကန်နိုင်ဖို့နဲ့ကိုယ့်ရဲ့အီဂိုင်ကိုရရှိနိုင်ဖို့အောက်ပါအချက်တွေကအထောက်အကူပြုပါလိမ့်မယ်အရာမဝင်ခင်တနင်္လာအတွင်းနဲ့အရာထပြီးတနင်္လာအတွင်းဘယ်စခရင်ကိုမှမကြည့်ပါနဲ့စာဝင်စားမှုကိုမခံစားရသေးခင်ဖုန်းကိုပိတ်ထားပါဒီလိုအချိန်မျိုးမှာကိုလုပ်နေတဲ့အလုပ်ထက်အရေးကြီးတာဘာမှမရှိပါဘူးတကယ်လို့ဖုန်းပိတ်ထားတာကဆိုးလုံးတယ်လို့ထင်ရင် Do not disturb ဆိုတဲ့ခလုတ်ကိုဖွင့်ထားပါဒါဆိုရင်ကိုနဲ့အရင်အနည်းဆုံးလူတွေပဲအရေးပေါ်ဆက်သွယ်နိုင်ပါတော့တယ်တပတ်မှာစနေဖြစ်စေတနင်္ဂနွေဖြစ်စေတပတ်မှာတရေတော့ဖုန်းအင်တာနက်ကွန်ပျူတာမသုံးပါနဲ့တချင်တဲ့ထောင်တာစအုပ်ဖတ်တာတွေကလွယ်ရင်ပေါ့ Wi-Fi မရှိတဲ့လက်ဖက်ရည်ဆိုင်ကိုသွားပါအီးမေးလ်ဖတ်တာစပ်ပြတာကိုတပတ်2ကြိမ်ပဲပြုလုပ်ပါသုံးမဲ့အချိန်တွေကိုလည်းတတ်မတ်ထားပြီးအတိအကျအလိုက်နာပါပိုမိုဒိုရာနီကိုအသုံးပြုပါအချိန်တိုင်းဆက်တစ်ခုကိုသုံးပြီးအလုပ်လုပ်ပါအဲ့ဒီတမတ်ချက်အတွင်းကိစ္စတစ်ခုတည်းကိုပဲအယုံစိုက်ပြီးလုပ်ပါပိုမိုဒိုရာနီလန်ကအလုပ်25မိနစ်လုပ်ပြီးတိုင်း9မိနစ်ခန့်အနားယူပါဒါမှမဟုတ်မိနစ်50ခန့်အလုပ်လုပ်ပြီး10မိနစ်ခန့်အနားယူရင်လည်းအဆင်ပြေပါတယ်ကိုယ်နဲ့အဆင်ပြေမယ့်စနစ်ကိုသုံးပါရေးကြီးဆုံးကတော့ကိုတမတ်ထားတဲ့အတိုင်းစီကံလိုက်နာဖို့ပါပဲနေ့တစ်နေ့ကိုနေ့တဲ့အလုပ်နဲ့စတင်ပါတနေ့တာကုံဆုံးတဲ့အခါကိုစုတစ်ခုချပါစိတ်ရဖို့ရောက်ဒီရောက်ဖြစ်သွားတဲ့အခါကိုလုပ်နေတဲ့အလုပ်ကိုအယုံဆိုင်အောင်ပြုလုပ်ပါတိပဋ္ဌာန်တရားကိုလေ့ကျင့်ပါတရားမှတ်ပါလမ်းလျှောက်တာရည်ကူးတာမျိုးတမန်လှုပ်ရှားမှုတွေပြုလုပ်ပါစိတ်မလေးပါတဲ့နေရာမှာအလုပ်လုပ်ပါအိမ်မှာမလုပ်နိုင်ရင်စကြည့်တိုက်ကိုသွားကော်ဖီဆိုင်ကိုသွားပါကိုအလောက်ကဒီတဒုရိယာတွေနဲ့ပတ်သက်နေ
ဂီတခမတစ်ခုကိုသွားပါအဲ့ဒီနေရာမှာလဲစိတ်လွင့်ပါနေကိုလိုချင်တဲ့နေရာကိုရောက်အောင်ရှာပါအလုပ်တွေကိုအုပ်စုခွဲပြပါလုပ်ငန်းတစ်ခုစီတိုင်းအတွက်နေရာနဲ့အချိန်တတ်ပါဥပမာအနေနဲ့ကိုကဆောင်းပါးတစ်ပုဒ်ရေးမယ်ဆိုရင်မနေ့စောစောအိမ်မှာမဆုထုတ်သူတေသနာတွေလုပ်ပါနေ့လယ်ပိုင်းမှာစာကြည့်တိုက်ကိုသွားပြီးရေးပါညနေဘက်အေးလေးနဲ့တီးဖြတာတွေပြုလုပ်ပါတာမန်ပုံမှန်လုပ်ငန်းတွေကိုစုပြပါဥပမာငွေတောင်းခံလွှာတွေပို့တာဖုန်းခေါ်တာစသဖြင့်ပြီးရင်အဲ့ဒါတွေကိုတစ်ချိန်တည်းမှာလုပ်ပါစာဝင်စားမှုရဲ့ကောင်းကျိုးအရင်စုဆိုင်နိုင်တယ်ပြစ္ဆုတ်ပံမှာနေထိုင်တယ်ဆိုရင်တော့ကင်းဝေးတယ်အချိန်တွေကုန်လွယ်တယ်ကိုထိန်းချုပ်နိုင်တယ်အသေးစိတ်ပြင်ဆင်နိုင်တယ်ဘယ်အချိန်ဘယ်လောက်ရမယ်ဆိုတာသိတယ်စိတ်ကကြည်လင်နေပြီးဆိုင်ရဲ့အသားအဆီးတွေကိုကျော်လွှားနိုင်တယ်စိတ်လွင့်ပါခြင်းရဲ့ဆိုကျိုးစိတ်လွင့်ပါတယ်အတိတ်ကြောင့်အနာဂတ်ကြောင့်စဉ်းစားနေတယ်နေ့စဉ်ဘဝကြောင့်ကိုယ်ပတ်ဝန်းကျင်ကလူတွေကြောင့်ဆိုရင်နေတယ်အချိန်တွေတုံးကုန်တယ်လို့ခံစားရတယ်ကိုမထိန်ချုပ်နိုင်တော့ပဲလုပ်ငန်းကိုမပြီးနိုင်မစည်းနိုင်ဖြစ်စေတယ်တခြားလုပ်ငန်းတွေလူတွေနဲ့နှပန်းလုံးနေရတယ်မပြင်ဆင်ပဲလုပ်တယ်အခက်အခဲကြုံရင်ဘယ်လိုရှေ့ဆက်ရမှန်းမသိဘူးဖြစ်တယ်အသွေးတွေဆိုရင်စိတ်တွေမိမိကိုအထင်သေးစိတ်တွေကြီးစိုးနေတယ်ပြင်းစရာကောင်းတယ်လို့မောပန်းနှွမ်းနေစေတယ်ကိုအမြဲတမ်းဝေဖန်နေတယ်အသားတွေအမြဲရှိနေပြီးစိတ်ရှုပ်ထွေးနေတတ်တယ်ဂျပန်ရဲ့ဆန်တာကူမီအင်ဂျင်နီယာဂျီနီယပ်စ်နဲ့ဟိုတာကူပညာရှင်တွေအင်ဂျင်နီယာတွေထွင်သူတွေရုပ်ပြပုံပြင်ကြိုက်သူတွေရဲ့သူညီတဲ့အချက်တစ်ခုကိုပြရရင်သူတို့တွေအားလုံးဟာကိုယ့်ရဲ့ Ikigai နဲ့အတူဆောင်ဝင်ပြီးအလုပ်လုပ်ရဖို့ဘလောက်အရေးကြီးတယ်ဆိုတာသိကြတာပဲဂျပန်ရဲ့အသက်လူသိများတဲ့ပုံတင်တမချက်တစ်ခုကတော့သူတို့ဟာအလုပ်ကိုအလုံးအကျွန်းကြိုးစားကြတယ်ဆိုတဲ့အချက်ပဲတချို့ဂျပန်လူမျိုးတွေဆိုသူတို့တကယ်လုပ်နိုင်တဲ့ထက်အရန်ကြိုးစားကြတယ်ဒါပေမဲ့သူတို့အလုပ်တာအလုပ်ပေါ်မှာစိတ်ဝင်စားမှုရှိတာပြဿနာအခက်အခဲတွေကိုဖြေရှင်းဖို့ဆွဲလွန်လာရှိတာကတော့တန်တရားဖြစ်စရာမရှိပါဘူးဂျပန်စာကိုစတင်တယ်ဆိုရင်ပဲပထမဆုံးသင်ရတဲ့စကားလုံးကဂမ်ဘရုဆွဲရှိရမယ်အမြဲမပြတ်အကောင်းဆုံးကြိုးစားရမယ်ဆိုတဲ့စကားလုံးတွေပဲဂျပန်လူမျိုးတွေဟာအလုပ်ကိုတဲကြီးမဲကြီးလုပ်တတ်ကြတယ်မလုပ်ရရင်မနေနိုင်တော့အောင်ဘဲလို့တောင်ပြောလို့ရတယ်ဒါကနေရာတိုင်းမှာတွေ့ရတယ်အသက်ကြီးပင်စင်စားတွေဆိုလက်ကွင်းပြင်ထဲမှာအလုပ်လုပ်တတ်ကြတယ်လို့ကိုလေးကျောင်းသားတွေဆိုရင်လည်းကျောင်းပိတ်ရဲ့စနေတနေ့ကနေတွေမှာကွန်ကရစ်တာဆိုင်တွေမှာအလုပ်လုပ်ကြတယ်ဂျပန်ကိုသွားရင်ကျွန်တော်ပြောတာတွေကိုမျက်မြင်ကိုတွေ့ကြုံရလိမ့်မယ်လက်မှုပစ္စည်းရောင်းတဲ့ဆိုင်တစ်ဆိုင်ကိုဝင်သွားမယ်ဆိုရင်ဂျပန်ဟာလက်မှုပစ္စည်းမှာအင်မတန်လျာပြောင်မြောက်တဲ့နိုင်ငံတစ်ခုဆိုတာတွေ့ရလိမ့်မယ်ဂျပန်တွေဟာကိုရိုးရာအစင်လာတွေကိုထိမ့်သိမ့်တယ်လို့တစ်ဖက်မှာလည်းခေတ်မီနည်းပညာတွေရဲ့ပစ္စည်းဆောင်မှုတွေကိုစံတိတည်ထွင်နေဆိုင်ရှိကြတယ်တာကူမီလက်မှုပညာတိုယိုတာကုမ္ပဏီမှာဝက်ဦးလက်ဆက်တစ်မျိုးကိုလက်နဲ့လုပ်နိုင်တဲ့အလုပ်သမားတွေရှိတယ်အဲ့ဒီလူတွေဟာတိုယိုတာကုမ္ပဏီအတွက်တော့အရန်အရေးပါပြီးအစားထိုးလို့မရတဲ့လူတွေပဲအဲ့လိုမျိုးလက်နဲ့အသေးစိတ်လုပ်ရတဲ့အလုပ်တွေကိုလုပ်နိုင်တာသူတို့တွေပဲရှိတယ်နောက်ထပ်လက်ဆင့်ကမ်းတင်ယူမဲ့မျိုးစစ်လည်းရှိပုံမပေါ်တပ်ပြဆဲတွေမှာတောင်းတဲ့လက်အပ်တွေဆိုလည်းအဲ့လိုပါပဲဂျပန်မှာတော့အကန့်အသတ်နဲ့ထုတ်တာဟီရိုရှီမာနာကကူမာနိုမြို့လေးကိုအလဲထားတော့တာကူမီတွေကိုတွေ့ခဲ့တယ်အနောက်တိုင်းမှာအရန်နာမည်ကြီးတဲ့မိတ်ကလင်းတဲ့ brush တစ်မျိုးအကြောင်းကိုတပ်ပုံ essay ရေးဖို့တွားကြတာကူမာနိုမြို့ကကျိုးဆိုတဲ့ဆိုင်းဘုတ်မှာဆိုရင် left ကောင်းတစ်ကောင်ဟာ brush အကြီးတစ်ခုကိုကင်ထားတယ်ဒီ brush ဆက်ရောအပြင်ဒီမြို့မှာအိမ်တေးတွေဟိန်းတီးဟင်းရွက်တွေစိုက်ကင်တွေအများကြီးရှိတယ်မြို့ပတ်လည်းဝန်းရံထားတဲ့တောင်ချီတွေမှာရှင်သူဖျားကြောင်တွေကိုလည်းတွေ့နိုင်တယ်ဆေးရုံမှာအလုပ်သမားတွေအများကြီးတန်းစီပြီးအလုပ်တစ်ခုကိုပဲလုပ်နေကြတာလက်ကင်စစ်တုပ်သူကတော့ပစ္စည်းကိုကားပေါ်တင်သူကတင်ဒါပေမဲ့ဟိုဖက်ဒီဖက်လက်ပါကြည့်ပေမဲ့ brush အမွေးတွေကို
တတ်နေသူတွေတရားမှမရှိဘူးဆိုတာနောက်မှသတိပြုမိတယ်တပ်ပုံရရင်အချိန်တွေတော့တော်တော်ကြာသွားတယ်ဒီ brush အမွေတတ်သူတွေမရှိတဲ့ကိစ္စကိုမြင်မြန်ကြည့်တော့ကုမ္ပဏီအကြီးအကဲတယောက်ကအဲ့ဒီ brush တွေလုံနေတဲ့နေရာကိုလိုက်ပြတယ်အဆောင်ထက်ကနေထွက်လာပြီးသူ့ကားနဲ့လာလိုက်ကြတယ်5မိနစ်လောက်ကြာတော့အဆောင်ငယ်တစ်ခုရှိမှကားကိုရပ်ပြီးအဖို့ကိုတက်လာကြတယ်တကားဖွင့်လိုက်ပြီးတဘွားအလင်းရောင်တွေဝင်နေတဲ့ခန်းငယ်လေးတစ်ခုတည်းကိုဝင်သွားတယ်အခန်းထဲမှာပစားပိတ်တတ်ထားတဲ့မိမတူမျက်လုံးကလွှဲရင်ကြာတာမမြင်ရဘူးအဲ့ဒီ brush လောက်ဖို့အမွေးတူလေးတွေကိုကောက်ပြီးစီနေတယ်သူလေးကလှရှာကန်တဲ့ပုံကလည်းငီးတာလိုက်တာဘီလေးလေးနဲ့အဲ့ဒီအမွေးလေးတွေကိုတေချာလှလှပပဖြစ်အောင်ဖီးပြီးငီးနေအောင်ကတ်ကျင်နဲ့ဖြာလိုက်တယ်ကျွန်တော်တို့ရောက်နေတာကိုတော့သူခယူမပြူမိဘူးသူဘလို့နေမှမသိလောက်အောင်လှရှာမှုတွေကအများစားလုံးနေတယ်ကုမ္ပဏီအကြီးအကဲကသူမကိုဓာတ်ပုံတစ်ပုံရိုက်မယ်ဆိုတာအတိပေးလိုက်တယ်သူပါစကိုတော့မမြင်ရဘူးသူပြောနေတာကိုတော့မျက်လုံးနဲ့သူ့လက်တန်းကနေလမ်းမြင်နေရတယ်သူရဲ့အလုံးနဲ့တာဝန်တွေကိုပြောရင်အယံဝမ်းတာနေပုံပဲသူလှရှာနေရတာကိုကင်မရာနဲ့ရိုက်နိုင်ဖို့ပုံရိပ်ဖမ်းတာကိုအယံမြအောင်လုပ်ထားရတယ်သူပစ္စည်းတွေဂျီမီလေးတွေနဲ့သူရဲ့လှရှာပုံကိုကြည့်ရတာကားနေတယ်လို့ပဲသူလက်တွေဟာလည်းအမွေးတွေပစ္စည်းကိရိယာတွေနဲ့အတူလိုက်ပါစီမျောနေတာကုမ္ပဏီလူကြီးတွေကဆက်ပြောပြတယ်သူကိုဒီလိုတယောက်တည်းထားရပေမဲ့သူဟာကုမ္ပဏီအတွက်အရေးအကြီးဆုံးလူပဲတဲ့ကုမ္ပဏီကထွက်သမျှအမွေးအမြင်တိုင်းဟာသူ့လက်ကထွက်လာတာရှိပဲဂျပန်မြေကစတီဂျော့ Apple ကုမ္ပဏီကိုပူးတွဲတည်ထောင်ခဲ့တဲ့စတီဂျော့ဟာဂျပန်မြေကိုအရန်သဘောကျခဲ့သူတူပါ1980ခုနှစ်နောက်ပိုင်းဂျပန်နိုင်ငံကဆိုနီကုမ္ပဏီပိုင်စေယုံတွေကိုလက်ရောက်လေ့လာခဲ့ပြီးအဲ့ဒီကုမ္ပဏီရဲ့နီးစနစ်တွေကိုသူ Apple ကိုတည်ထောင်ရမှာအသုံးချခဲ့ပါလိမ့်ဂျပန်ရဲ့ကြွကြော်တန်တစ်ခုဖြစ်တဲ့ရုပ်ရှင်မှုနဲ့အရေးအသွေးကောင်းမွန်မှုဆိုတဲ့အချက်တွေကိုအရန်သဘောကျပြီးသူ Apple ကုမ္ပဏီတည်ထောင်တဲ့အခါအဲ့ဒီစနစ်တွေကိုအသုံးချခဲ့ပါလိမ့်ဒါပေမဲ့စတီဂျော့နေတဲ့သွားတာကတိုကျိုမြို့ကလက်မှုအမှုပညာရှင်မဟုတ်ပဲတိုယာဟာမြို့ကယူကီယိုရှာကူနာဂလို့ခေါ်တဲ့တကူမီတယောက်ပါသူဟာလူသိနေလာတဲ့အရှူစီတိုယာကီဆိုတဲ့ကျွေးမုတ်ကိုတုံးပြီးအလုပ်လုပ်တယ်တိုကျိုကိုရောက်တော့စတီဂျော့ဟာရှာကူနာဂရဲ့ပြပွဲတစ်ခုကိုအကြောင်းကြားသိရတော့သူပြုလုပ်တဲ့ကြွေးထဲတွေမှာသူချတာရှိလိုက်မယ်ဆိုတာသူတွေးမိတယ်ဒါနဲ့ပဲအဲ့ဒီပြပွဲကကျွေးနေပြုလုပ်ထားတဲ့ခွဲတွေပန်းဥတွေပကံတွေအများကြီးဝယ်ခဲ့တယ်အဲ့ဒီရတတပတ်အတွင်းသူပြပွဲကို3ချိန်တောင်ရောက်ခဲ့ပါတယ်ဂျော့ဟာသူ့ဘဝတက်တာတစ်လျှောက်မှာဂျပန်မျိုးကိုဂျပန်များစွာရောက်ခဲ့ပြီးအလုပ်ဘဝနဲ့ပတ်သက်တဲ့နီလာတွေဒီတွင်ကျန်းစာမှုလမ်းကြောင်းတွေရှာခဲ့ပါတယ်နောက်ဆုံးမှသူဟာရှာကူနာဂနဲ့လူကိုယ်တိုင်တွေ့ခွင့်ရခဲ့ပါတယ်ဂျော့မှာသူ့ကိုမေးစရာမိခွန်းတွေတပုံတပင်ရှိနေပြီးအဲ့ဒီမိခွန်းတွေအလုံးနိဗ္ဗာန်ဟာသူအလုပ်လုပ်တဲ့စနစ်ရဲ့သူအသုံးပြုတဲ့ကြွေရည်တွေနဲ့ပတ်သက်ပါတယ်ရှာကူနာဂကသူရမမှာသူကိုယ်တိုင်ပြုလုပ်ထားတဲ့အဖြူရောင်ကြွေရည်တွေကိုအသုံးပြုပြီးပစ္စည်းတစ်ခုရဲ့အစကနေအဆုံးထိတယောက်တည်းလုံနိုင်တဲ့လက်မှုပညာရှင်ဆိုလို့သူတယောက်တည်းပဲရှိတဲ့အကြောင်းရှင်းပြပါတယ်တကယ်တာကူမီစစ်စစ်ပါပဲဂျော့ကရှာကူနာဂကြွေရည်တွေပြုလုပ်တဲ့သူရမမျိုးမှာတောင်တွေကိုတောင်သွားချင်ပေမဲ့ယထာနဲ့တော့4နာရီကျော်သွားရမှာမို့မသွားဖြစ်ခဲ့ဘူးဂျော့ကွယ်လွန်ပြီးတဲ့နောက်ပိုင်းအင်တာဗျူးတစ်ခုမှာရှာကူနာဂက iPhone ကိုဖန်တီးခဲ့သူကသူ့လက်ရတွေကိုနေတဲ့တာတည်ရလို့အရန်ကုန်ယူမိကြောင်းကျောင်းနောက်ဆုံးသူစီကဝယ်သွားတာလက်ဖက်ရည်ခွဲ12ခွဲပါတဲ့ကျောင်းနောက်ထပ်ပုံစံအသစ်တွေဖန်တီးပေးဖို့တောင်းဆိုခဲ့လို့ခွဲပုံစံအသစ်150လောက်ခဲ့ရန်အကောင်းဆုံးခွဲ12ခွဲကိုရွေးသွားခဲ့လို့သူမိသားစုစီပို့လိုက်တဲ့အကြောင်းဖြစ်ခဲ့တယ်စတီဂျော့ဂျပန်ကိုပထမဆုံးအလဲရောက်ကြတဲ့ကဂျပန်မြေကလက်မှုပညာရှင်တွေ
engineer တွေအထူးသဖြင့် Sony company ကတသနာအသွေးခေါ်တွေအထူးသဖြင့်စင်ဘာသာနဲ့ဟင်းချက်နီးတွေအထူးသဖြင့်ဆူရှီတွေကိုအရန်သဘောကျနေချိုက်သွားခဲ့ပါပြီရုပ်ထွေးသောယူရှင်မှုအထက်ကပြောခဲ့တဲ့ဂျပန်လက်မှုပညာရှင်တွေအင်ဂျင်နီယာတွေစေနတနာတွေနဲ့ဟင်းချက်နီးတွေမှာတူညီတာတစ်ခုကတော့ရိုးရိုးရှင်းရှင်းရှိလာပြီးအသေးစိတ်ကအစအလေးထားခြင်းပါပဲရိုးရိုးရှင်းရှင်းဆိုလို့ဖြစ်တတ်ကဆန်းလောက်တာမဟုတ်ပါဘူးရှုပ်ထွေးလာတဲ့ရုပ်ရှင်မှုလို့ပြောရမှာပေါ့လူတယောက်ရဲ့အီဂီဂိုင်တိုင်းနေပယ်အတွေ့တွေကိုလုံနေတဲ့အချက်မှာစိတ်ရောကူပါနှိပ်ပြီးပူကောင်းတဲ့ကောင်းအောင်လုပ်တာစီစိမ်မိဟိုင်ပြောတယ်လို့ဆိုရင်အဲ့လိုဖြစ်နေဖို့အဓိကအချက်က flow စာဝင်ဖို့နဲ့အသိပ္ပယ်ရှိရဲ့စိန်ခေါ်မှုတွေကိုဖန်တီးဖို့ပဲရုပ်ရှင်ဇာတ်လမ်းတစ်ခုဖြစ်တဲ့ Zero Dreams of Sushi ဆိုတဲ့ဇာတ်လမ်းဟာလည်းတာကူမီနဲ့ပတ်သက်တဲ့နောက်ထပ်ဥပမာကောင်းတစ်ခုပါပဲဒီတစ်ခါတာကူမီကတော့မိဖို့ချောင်းထက်ကတာကူမီပါပဲဒီဇာတ်လမ်းမှာအဓိကဇာတ်ကောင်ကနှစ်ပေါင်း80ကျော်ဆူရှီရောင်းလာခဲ့တာသူ့မှာသူဂျိုမျိုးယထာဘူတာနာမှာဆူရှီဆိုင်ရှိတယ်သူတို့တာဖာနှစ်ယောက်ဟာမနေ့တိုင်းဆူကီငါးဆေးကိုသွားပြီးအကောင်းဆုံးငါးတွေကိုဝယ်လာတယ်ဒီဇာတ်လမ်းမှာဂျီရိုရဲ့အလုတ်တင်တယောက်ဟာတာမာဂူလို့ခေါ်တဲ့ကျုပ်ကျော်နီးတစ်မျိုးကိုလေ့လာနေတယ်သူဘလောက်ပဲစူးစမ်းသူ့လက်ရတွေကိုဂျီရိုမကြိုက်ဘူးဒါပေမဲ့နှစ်ပေါင်းများစွာစူးစမ်းလာလိုက်တော့နောက်ဆုံးမှာတော့အောင်မြင်သွားတယ်သူ့အလုတ်တင်တမကဘာလို့လက်မြောက်အရှုံးမပေးခဲ့တယ်လဲတနေ့ကျုပ်တွေကြော်ရတာပြင်းစရာမကောင်းဘူးလားဒါပေမဲ့သူအတွေ့တော့ပြင်းစရာမကောင်းပါဘူးဘာလို့လဲဆိုတော့ဆူရှီလောက်တာဟာသူ့ရဲ့အီဂီဂိုင်ဖြစ်နေလို့ပါပဲဂျီရိုတို့တာဖာနှစ်ယောက်ဟာဟင်းချက်ကျွမ်းကျင်သူတွေပါသူတို့ဟာသမဟင်းတွေချက်ရတာကိုမပြင်းပါဘူးအများအားအလုပ်ထဲမှာဆောင်ဝင်လောက်ကင်နိုင်ကြတယ်မိဖို့ကြောင့်တဲ့ရောက်နေဘုံနေပန်ကိုရောက်နေရတယ်လို့ခံစားကြရတယ်အဲ့ဒါဟာသူတို့ရဲ့ပျော်ရွှင်မှုတနည်းအီဂီဂိုင်ပါပဲသူတို့ဟာအလုပ်နေရတော့ကိုလုပ်နေမှန်းတော့မသိပဲအလုပ်ထဲမှာပဲဆောင်ဝင်ပြီးလုပ်နေကြတာအချိန်ကုန်မှတော့မသိဘူးသူတို့တာဖာနူဟာသူ့ကိုသူကူညီဖေးမမှုတွေကြောင့်နေ့စဉ်ကြုံတွေ့လာရတဲ့အခက်အခဲစိန်ခေါ်မှုတွေကိုအတူတူကျော်လွှားနိုင်ကြတယ်လို့ရင်သက်သက်စိတ်တဲ့ပတ်ဝန်းကျင်မှာအလုပ်လုပ်ရတော့အလုပ်ပေါ်လဲတေချာအာရုံစိုက်နိုင်တယ်မီချီလင်ကသူ့ဆူရှီကိုခြေသုံးလုံးအဆင့်အစားအသောက်အဖြစ်တမခံရတာတော့မှသူတို့အလုပ်ကိုတခြားနေရာတွေမှာသူ့ချက်မဖွင့်ခဲ့ဘူးသူ့ဆိုင်မှာပဲတစ်ခါတဲရင်လူ၁၀ယောက်ကိုပဲဝန်ဆောင်မှုပေးတယ်ဂျီရိုရဲ့မိသားစုဟာငွေမျက်နှာကိုမကြည့်ပဲလုပ်ငန်းခွင်ပတ်ဝန်းကျင်အခြေအနေကောင်းတစ်ခုဖန်တီးဖို့နဲ့အလုပ်ထဲမှာစိတ်ပါလဲပါလွတ်နိုင်ဖို့လောက်ကိုပဲအယုံဆိုင်တာဒါမှလည်းကမ္ဘာအကောင်းဆုံးဆူရှီတွေလုပ်နိုင်ပါလေဂျီရိုဟာလည်းယူဂိုရှာကူနာကလိုပဲသူအလုပ်ကိုအစကနေကိုယ်တိုင်စလုပ်တာစေးတဲ့သွားပြီးအကောင်းဆုံးသူနာငါတွေကိုယ်တိုင်ဝယ်တာရှာကူနာကလည်းတောင်တွေစီကိုယ်တိုင်သွားပြီးကောင်းပေးဆိုတဲ့ကျွေမုတ်တွေကိုရှာတယ်အလုပ်လုပ်တဲ့အခါလဲနှစ်ယောက်လုံးဟာအလုပ်နဲ့ကိုယ်နဲ့တသားတည်းဖြစ်နေကြတယ်ဒီလိုမျိုးအလုပ်လုပ်တဲ့အခါအလုပ်နဲ့ကိုယ်နဲ့ခွဲခြားမရအောင်တသားတည်းဖြစ်နေခြင်းကိုဂျပန်ပြည်မှာတိကျအဓိပ္ပာယ်ရှိပါသေးတယ်ရှင်တိုဘာသာအရာတောတောင်တွေတစ်ပင်တွေအရာဝတ္ထုတွေနဲ့လူတွေတသားတည်းဖြစ်နေခြင်းကိုအဲ့ဒီအရာဝတ္ထုမှာကာမိဝိညာဉ်တွေနတ်ဖျားရှိနေတယ်လို့သမုတ်ကြပါတယ်အနုပညာရှင်ဖြစ်စေအင်ဂျင်နီယာပဲဖြစ်စေစဖူမှုပဲဖြစ်စေတခုခုကိုလုပ်မယ်လို့ဆုံးဖြတ်လိုက်တဲ့အခါသူတို့ရဲ့တောင်းဟာကိုလုပ်တဲ့အရာကိုအသက်ဝင်လာအောင်လုပ်ဖို့ဆိုတာဖန်တီးသူရဲ့တောင်းဝန်တစ်ခုပဲဒီလိုလုပ်နေစမှာပဲအဲ့ဒီလက်မှုပညာရှင်ဖန်တီးရှင်ဟာအလုံးနဲ့ကိုယ်နဲ့တရားတဲ့ဖြစ်လာတာပဲပပဲဆရာကလည်းတာမအသက်ရှိတယ်လို့ပြောမယ်မိထဲလက်မှုပညာရှင်ကလည်းရွှေမြေတွေမှာအသက်ရှိတယ်လို့ပြောလိမ့်မယ်ဂျပန်ဟာနေပညာနဲ့တဘဝတရားကြီးကိုပေါင်းစားရမှာကျွမ်းကျင်ကြတယ်လူနဲ့တဘဝဆိုပြီးတတိတခြားကြီး
ရှိနေတာမဟုတ်ပါဖန်တီးသူပညာရှင်ရောတပတ်တရားကြီးရောဟာတခုနဲ့တခုခွဲခြားမရအောင်ဖြစ်သွားတာဂီဘလီဤစိတ်သက်မှုတချို့ကပြောကြတာရှိတယ်ရှင်သူဘတာရဲ့အနေတာရဖြစ်တဲ့တဘောနဲ့တရားသေးဖြစ်အောင်နေထိုင်တဲ့နီလာဟာဖြည်းဖြည်းနဲ့ကွယ်ပြောက်လူနေပါဖြစ်လာနေပြီတဲ့တကယ်တော့ဒီလိုဖြစ်နေတယ်လို့ပြပြတန်ဝေဖန်တဲ့သူဦးဖြစ်တဲ့ Ghibli Studio ရဲ့ animation ရုပ်ရှင်ထုတ်လုပ်ရေးဒါရိုက်တာ Miyazaki မှလည်း Ikigai ရှိတာပါပဲသူတို့စီကထုတ်တဲ့ရုပ်ရှင်တွေတိုင်းလိုမှာလူသားနိပညာစိတ်ကူးယဉ်မှုနဲ့တဘောတရားကြီးတို့ဟာအမြဲလိုပလိပခအသွင်ဆောင်နေပါတယ်ဒါပေမဲ့လည်းစက်သိမ်းမှာအဲ့ဒီအရာဟာတစုတယောက်တည်းနဲ့တတ်သိမ်းကြရတာပါပဲပူရဲစရာကောင်းတာတစ်ခုက spiritual away ဆိုတဲ့ရုပ်ရှင်မှာခဝဝနတ်ဖျားတပါးဟာပြားအလူလူနဲ့ဖြစ်နေတယ်သူဆိုလိုတာကမြေတွေရဲ့ညစ်ပတ်မှုတွေကိုကုစားပြုပုံပေါ်ပါတယ်သူတို့စီကထုတ်တဲ့ရုပ်ရှင်တွေမှာဆိုရင်တောတောင်တွေမှာအသွင်တရံပုံစံတွေရှိတယ်ဒီပင်တွေကလည်းခန်းစားထားတယ်ဆရာတွေနဲ့ငယ်ကလေးတွေဟာမိတ်ဆွေတွေဖြစ်လို့ဂျပန်အစိုးရရဲ့အမြင်နဲ့ပြောရရင်မီယာဆာကီဟာဒီဘဝကိုအနုပညာထဲမှာမြုပ်နှံထားတဲ့တကယ့်နိုင်ငံရေးယတနာတိုက်တစ်ခုပါပဲ1990အလွန်နေ့တွေကတည်းကဝေထားတဲ့သူ့ရဲ့ဆဲဖုန်းအဟောင်းလေးကိုတောင်းနေစေပြီးတော့သူအဖွဲ့သားတွေကိုလည်းသူစိတ်ကြိုက်ရွေးချယ်ဖွဲ့စည်းထားတာသူကရရှင်နဲ့ပတ်သက်ပြီးအသေးစိတ်ညွှန်ကြားထားတာပုံတွေဆွဲတာအစီအစဉ်ချတာတို့ကလည်းလက်နဲ့ပဲလုပ်တာကွန်ပျူတာမသုံးလက်နဲ့ဆွဲတာခန်းစားမှုတွေကိုပို့ပြီးပြဖော်ပြနိုင်တယ်လို့အလုပ်ပေါ်မှာလည်းစီမျောနိုင်တာပေါ့ဒရိုက်တာတရားရဲ့အလုပ်ကိုဒီလိုမျိုးစိတ်ဝင်စားနဲ့စိတ်နစ်ပြီးလုပ်တဲ့အတွက်ရရှင်ထုတ်လုပ်မှုလုပ်ငန်းတစ်ခုလုံးကိုရိုးရနီလန်းတွေနဲ့လုပ်တာဆိုလို့တကဘာလုံးမှာ Ghibli Studio တခုသာရှိတယ်Ghibli Studio ကိုရောက်ဖို့တူတိုင်းတွေ့နေကြအရာတစ်ခုကတော့တနေ့ကနေနေ့မှာတော့ချောင်းတစ်ချောင်းမှာကုတ်ပြီးအလုပ်လုပ်နေတဲ့သူ့ကိုတွေ့လိုက်မယ်ဒါကအဲ့ဒီ studio ကိုတွားရင်တွေ့နေကြပုံစံတစ်ခုပဲရိုးရိုးရှင်းရှင်းအဝတ်လေဝတ်ပြီးအိုဟိုင်းယိုလို့နှုတ်ဆက်လိုက်မယ်ဒါပေမဲ့မော်တော့ကြည့်မှာမဟုတ်ဘူးမီယာဆာကီဟာသူအလုပ်နဲ့ပတ်သက်လိုက်ရင်အရန်စိတ်အားထက်သန်တာတနေ့ကနေနေ့မှလည်းသူအလုပ်နဲ့တကုတ်ကုတ်လုပ်နေတာဒီလိုလုပ်တယ်လို့ပင်ပန်းမယ်မထင်နဲ့သူကအလုပ်ပေါ်ဆောင်နေတော့ပင်ပန်းတယ်ဆိုတာတော့သိပါမဟုတ်မီယာဆာကီဟာပုံဆွဲနေတော့အနောက်ရှက်ပြီးစိတ်မြလက်မြတုတ်ပြန်တတာတီးတော့ဘယ်သူကမှသူ့ကိုမနောက်ရှက်ရဘူးစိတ်မြလက်မြတုတ်ပြန်တတာတီးတော့2013ရောက်တော့သူအနားယူတော့မယ်လို့ကြေညာတယ်သူရဲ့အနားယူမှုကိုအတိအမှပြုတဲ့အနေနဲ့ NHK Radio ဌာနကသူရဲ့နောက်ဆုံးအလုပ်ခွင်ကိုဗီဒီယိုမှတ်တမ်းရိုက်ခဲ့သေးတယ်။ပြက်ကွဲတိုင်းဟာသူကပုံဆွဲနေတာအခန်းတစ်ခန်းမှာဆိုရင်သူလောက်ဖို့ကင်ဖက်တွေအကုန်လုံးအစီအဝေးကထွက်လာတယ်။ဒါပေမဲ့သူကတော့သူတို့ကိုခွင့်မဆိုင်ပဲတောက်မှာပုံဆွဲပြီးကြာနေခဲ့တယ်။နောက်တစ်ခါမှကျတော့ဒီဇင်ဘာ30ရက်နေ့ဂျပန်အမျိုးသားအားလာရဲ့မှာသူကအလုပ်သွားနေတယ်စတူဒီယိုခန်းမကိုဝင်ဖို့တကားဖွင့်ဝင်လိုက်ပြီးနေကုန်တယောက်တည်းပုံထိုင်ဆွဲနေတာမီယာဆာကီကပုံဆွဲတာကိုရလို့မရဘူးအလုပ်ကအနားယူပြီးနောက်နေ့မနေ့မှာပဲအားလာရဲ့ခီးရှိထွဲမဲ့အစားစတူဒီယိုကိုသွားပြီးပုံဆွဲနေတာသူမိတ်ဆွေတွေဆိုဘာပြောရမှမသိလို့ကြောင်အန်းဖြစ်နေကြတာနောက်တစ်နေ့လောက်ကြာတော့သူထချင်းရတယ်ရုပ်ရှင်တွေတော့မဖန်တီးတော့ပါဘူးဒါပေမဲ့ပုံတွေကိုတော့အသက်ရှင်နေတည်ဆွဲသွားမယ်ဆိုပဲခင်ဗျားတို့စဉ်းစားကြည့်စမ်းကိုအလုပ်ကိုတကယ်နေတဲ့မျက်နှာတဲ့လူတစ်ယောက်ဟာတကယ်ကိုအလုပ်ကနေအငြိမ်းစားယူနိုင်ပါမလားဆိုတာသူကိုယ်စကန်တကယ်တော့ဒီလိုအရေးသွေးရှိတဲ့ဂျပန်တွေတင်မကပါဘူးသူတို့ရဲ့အလုပ်ပေါ်မှာစိတ်တင်းမြတ်မှုတနည်းအီကီကရှိတဲ့သူတွေကဘာပေါ်မှာလူနေသေးပါဒီပပညာရှင်တွေရောအနုပညာရှင်တွေရောပေါ့သူတို့ဟာအရာပေါ်တယ်လူမျိုးပါ
ဖြစ်နေခဲ့တာတော့သူတို့အလုပ်ကိုစလုံးနေချတည်တာအိုင်စတိုင်းခွဲလို့ခင်ရေးခဲ့တဲ့ formula ဆိုရင်စက်ကြောလာတစ်ခုလုံးကစွမ်းအင်တွေကို theory တစ်ခုထဲနဲ့ဖော်ပြထားတာဆုံးခဏီတော်မှာသူအလုပ်ကိုသူလုပ်နေခဲ့သေးတာတကယ်လို့သူတာတပပညာရှင်ဖြစ်မလာခင်ကိတပညာရှင်ဖြစ်ချင်တယ်ယူပဗိဒပညာပညာတို့မှာစိတ်မဝင်စားနိုင်တဲ့အချိန်တွေဆိုတရားထုနေတတ်တာသူရဲ့ ikigai နှစ်ခုဖြစ်တဲ့တရားထုနေတော့မှာပဲဖြစ်ဖြစ်သူ formula တွေနဲ့အလုပ်ရှုပ်နေတော့မှာပဲဖြစ်ဖြစ်သူရဲ့ ikigai နဲ့အတူစီမျောလောက်ကိုင်းနိုင်တဲ့အခိုက်အတန့်မှာသူအလုပ်ဟာအလုံးမဟုတ်တော့ပဲအင်မတန်ဂျင်းနူနေတဲ့ဖွယ်ခံစားမှုတွေကိုပေးစွမ်းတော့တာပဲအများအမြင်မှာတော့အဲ့လိုအနုပညာရှင်တွေဟာတယောက်တည်းနေတတ်တယ်လူတွေနဲ့နေရတာကိုမကြိုက်ဘူးလို့ထင်ကြပေမဲ့တကယ်တော့အဲ့လိုမဟုတ်ပါသူတို့ကျင်းနေတဲ့မိတဲ့အခိုက်အတန့်တွေကိုအနာအရှက်မဖြစ်အောင်နေုံလေးပါတခါတလေတော့လေဘဝရဲ့အခြားကဏ္ဍတွေကိုလူရှုထားရတာပေါ့တကယ်တော့သူတို့တွေဟာသူများတကားတဲ့သူချထင်ရှားတာတခြားကြောင့်မဟုတ်ပါစီမြောက်ခံစားခြင်းဆိုတဲ့သဘောတရားကြီးကိုပြပြဝဝအတုံးချနိုင်လို့ပဲဒီလိုဥပမာမျိုးနောက်တစ်ယောက်ပြပါဆိုရင်နာမည်ကြီးဆရာကြီးသူဖြစ်တဲ့ဟာရုကီမူရာကာမီပါပဲသူမှာမိတ်ဆွေအပေါင်းအသင်းလဲနေတယ်နေ့တော့ကြာမှလူကြသူကြကိုထဲလာတာတကယ်တော့အနုပညာရှင်တွေဆိုတာသူတို့ရဲ့ကိုယ်ပိုင်ခိုက်တန်းလေးတွေကိုဘယ်လိုနေထိုင်ရမလဲတည်တဲ့သူတွေပါသူတို့ရဲ့ပေါင်းချင်းကိုထိန်ချုပ်ပြီးကိုနေတဲ့အလုပ်တွေကိုအနောက်ရှက်ခင်းခင်းနဲ့လုပ်တတ်ကြသူတွေပါဒါမှလည်းသူတို့ရဲ့ ikigai နဲ့အတူခံစားစီမျောလုပ်ကိုင်နိုင်မှာကိုတမညာဆောင်ဝင်စားမှုတမန်ကိစ္စလေးတွေကိုကျင်းနာစေဖို့ဒီလိုကိစ္စကြီးတွေကိုတော့ဟုတ်ပါပြီဒါပေမဲ့အဝတ်လျှော်တာမြေရိုက်တာစင်းစရာတွေလောက်ရတာစားတဲ့တမန်ကိစ္စလေးတွေကိုဘယ်လိုလုပ်ရမလဲပေါ့ဒီလိုမျိုးနေ့တူကလုပ်နေရတဲ့တမန်ကိစ္စလေးတွေကိုကျင်းနာနေတဲ့အောင်ဘယ်လိုလုပ်ရမလဲဆိုတာလည်းအဓိကမိခွန်းတစ်ခုပါပဲရှင်ဂျူကုမြေအောက်ရထားဘူတာအနီးမှာစူပါမားကတ်တစ်ခုရှိတယ်အဲ့ဒီစူပါမားကတ်မှာအခုထိဒါလီကာမောင်းသူခံထားတော့ပဲဒါလီကာလည်းအစင်မီမီဒီလိုတကူတကခံထားเสียမလိုတော့ဘူးပေါ့စေဝဲသူတွေကိုယ်တိုင်လောက်တာပဲဒါပေမဲ့စစ်ဆိုင်ရွေချက်ကဝေသူဖောက်တဲ့တကားဖွင့်ပေးမဲ့လူသူထားတာသူတို့ရဲ့ဝန်ဆောင်မှုကိုပူကောင်းစေခြင်းလို့ပဲစေဝဲသူကိုပြုံးပြီးတကားဖွင့်ပေးတာသူတို့အသက်မှာကိုညွတ်ပြီးနှုတ်ဆက်တာသူအလောက်ကဒီလောက်ပဲဒီလူက2004ခုနှစ်ကနေဒီအလုပ်ကိုစလုပ်တာသူကအမြဲပြုံးလေးနေတတ်ပြီးအလုပ်နဲ့ပတ်သက်ပြီးလဲအမြဲလိုဆရာထက်တန်နေတာပဲဒီလိုမျိုးတပုံစံတဲ့နေ့စဉ်ရက်ဆက်လုပ်နေရတဲ့အလုပ်ကိုဘယ်လိုများသူနှစ်တဲနေမိပါလဲပြင်းကောမပြင်းဘူးလားဆိုတဲ့မိခွန်းတွေကစကားသူစိတ်ထဲမှာရှိနေမှာပါဒါပေမဲ့တေချာလေးလာကြည့်လိုက်ရင်ဒီလီကမောင်းသူဟာကလောက်ဒီကိုနှိပ်ပေးနေရုံမဟုတ်ပါဈေးဝယ်တဲ့အခါဈေးဝယ်သူရဲ့လှုပ်ရှားမှုတော်လာမှုတစ်ခုလုံးကိုတနည်းစူပါမားကတ်တစ်ခုလုံးကိုအသက်ဝင်ဖို့တရောက်တနေရာကနေပါဝင်နေရသူပါဈေးဝယ်မဲ့သူတွေကိုချိုတာတဲ့နှုတ်ဆက်တန်တဲ့သူကဖွင့်ပေးမယ်အထက်မှာလည်းကိုညွတ်ပြီးအယုတ်သေးပေးကလက်ပြနှုတ်ဆက်မယ်ပြီးရင်ခလုတ်ကလေးကိုနှိပ်တနည်းသူလည်းဈေးဝယ်သူကိုကော်ဖီခွက်တွေချက်ပြီးရင်ဝန်ဆောင်မှုပေးနေသူတူနဲ့တူပဲလေရှင်စင်မီဟိုင်းကတော့ဒါကိုအသေးစိတ်ဆောင်ဝင်စားခြင်းလို့ခေါ်တယ်ဒီတော့မှဖြစ်ဖြစ်ဈေးဝယ်ခန်းတစ်ခုမှဖြစ်ဖြစ်ပြင်းလာလို့ဟိုရှစ်ဒီချစ်ရေးရရင်လှုပ်ဖူးကြမှာပါနိုင်ငံမှာစေတုံနေလေတချချုံနဲ့တချင်းတွေဆိုရမျိုးဒါရီဟာကိုဖြောပြရတဲ့အလုပ်တွေပဲအလုပ်တစ်ခုကိုလုပ်နေရတာစိန်ခေါ်မှုမရှိဘူးဆိုရင်ပြင်းလာတတ်တာတဘောပါပဲဒီတော့ကျွန်တော်တို့ကိုနှစ်သိမ့်စေဖို့ရှုပ်ထွေးမှုနည်းနည်းတော့ထည့်ပေးရမယ်တာမန်ဒီစာတူကကိစ္စလေးတွေကိုစီချောခံစားနိုင်ဖို့တနည်းကိုကျင်းစေတဲ့အရာတွေအဖြစ်ပြောင်းလဲနိုင်ဖို့ဆိုတာပျော်ရွှင်ဖို့ရတော့ချဲပါပဲဘာလို့ဆိုလူတိုင်းမှာဒီလိုတာမန်ခဏတာနေစာတူကလုပ်နေတဲ့ကိစ္စလေးတွေကရှိကြစမြဲပဲ
ဘေးကိတောင်မှညတိုင်းပကံစေရသေးတယ်သူကတော့ပြောတယ်သူဒီလိုလောက်တာနေတဲ့တဲ့ဒီလိုတမန်ကိစ္စလေးတွေကိုလောက်ချင်အဖြစ်သူစိတ်ကိုကြည်လင်စေတဲ့ပြီးတော့တနေ့ချင်းစီပိုကောင်းလာအောင်လုပ်တဲ့သူကိုယ်တိုင်ချမှတ်ထားတဲ့အစီအစဉ်အတိုင်းလိုက်လုပ်တဲ့ပကံတွေကိုအရင်စေမယ်ပြီးရင်ဇွန်းတွေကိုစေမယ်စားတစ်ဖြစ်ပေါ့နမကြီးယူပဗေဒပညာရှင်သူဖြစ်တဲ့ Richard Feynman လည်းဒီလိုနေစာတစ်ပါးလုပ်နေရတဲ့အလုပ်တွေကိုဘယ်လိုကြည်ကြည်နနာလုပ်ရမလဲဆိုတာသိတဲ့သူပဲ Thinking Machine ဆိုတဲ့ super computer တစ်လုံးထုတ်လုပ်ဖို့ Feynman နမကြီးနေတော့မှာ community ထောင်သူ Healy ကသူ့ကိုငားလိုက်တယ်အလုပ်စားတဲ့နေ့မှာပဲ Feynman ကဟုတ်ပြီတထည့်ရဲ့ဒီနေ့ကျုပ်ဘာလုပ်ရမလဲဗျလို့မေးတော့ company မှာသူလုပ်ရမယ့်အလုပ်ကဘာမှမပြင်ဆင်ရသေးဘူးဒါနဲ့ Feynman ကိုတင်ချပြဿနာတစ်ခုကိုဖြေရှင်းဖို့ပေးလိုက်တယ်ဒီတော့ Feynman ကဒီကောင်တွေကငါ့ကိုမစီမဆိုင်အလုပ်တွေလုပ်ခိုင်းပြီးတမင်တကာအလုပ်ရှုပ်အောင်ခိုင်းနေတာဆိုတော့ကိုတီးတယ်ဒီတော့သူကကျုပ်ကိုဒီအတိတ်ပဲမရှိတာတွေမခိုင်းစားမနဲ့ဗျာတကယ်လုပ်ရမယ့်အလုပ်ကိုပဲခိုင်းပါလို့ပြောလိုက်တယ်ဒီတော့သူတို့က Feynman ကိုအနီးကဆိုင်မှာရုံအတော်ဆောင်ပစ္စည်းတစ်ခုဝယ်ခိုင်းလိုက်တယ်ဒီတော့သူကပြောလေးနဲ့ပဲသူ့တဝန်ကိုလှုပ်ပေးလိုက်တယ် Feynman ဟာသူ့မှာအရေးတကြီးလှုပ်เสียမဲရမရှိတဲ့အခါဒီလိုပဲတာမန်ကိစ္စလေးတွေကိုကျင်းနာအောင်လုပ်နေကြဥပမာရုံခန့်ကိုစေးတောက်တယ်လို့မျိုးပေါ့နောက်တစ်ရင်ပတ်အတော့ကြတော့ရင်းနှီးမြှုပ်နှံသူစီးပွားရေးလုပ်ငန်းရှင်အချို့တကယ်မရှိရုံကိုရောက်လာတော့ဟာခင်ဗျားတို့မှာနိုင်စေးတောက်တဲ့နေရာမှာနိုဘယ်ဆုရထားတဲ့သူများရှိသလားဗျာလို့ပြောကြရင်ချင်းရနိုင်သောအာလာချိန်စိတ်တည်ငြိမ်စွာအနာယူခြင်းကိုယ်စိတ်ကိုလေ့ကျင့်ထားသူတို့ဟာစောကပြောခဲ့တဲ့အလုပ်ပေါ်စီမျောလောက်ကင်နေတဲ့အဆင့်ကိုတများတွေထက်အများရောက်နိုင်တယ်စိတ်တည်ငြိမ်မှုကိုလေ့ကျင့်တယ်ဆိုတာကလည်းကျွန်တော်တို့ရဲ့အုံနောက်ကြွသားတွေတမလာစီဖို့အတွက်လေ့ကျင့်တဲ့နေလမ်းတွေထက်ကတခုပဲစိတ်ကိုငြိမ်အောင်လေ့ကျင့်တယ်တရားထိုင်နေဆိုတာနေအမျိုးရှိပေမဲ့ရွေးချက်ကတော့တခုတည်းပဲစိတ်ကိုတည်ငြိမ်နေစေဖို့ရယ်အသွေးတွေခန်းစားချက်တွေကိုသတိနဲ့စောင့်ကြည့်ဖို့ရယ်ဒီလိုလုပ်ဖို့ကိုယ့်ရဲ့အာယုံတွေကိုတခုမှာစူးစိုက်ထားဖို့လိုတယ်အခြေခံနည်းလမ်းကတော့ကြောကိုဖြောင်းထားပြီးလေဝင်လက်ချက်ကိုတတိနဲ့စောင့်ကြည့်နေဖို့ပါပဲလူတိုင်းလုပ်နိုင်တဲ့နည်းလမ်းပါဒီလိုတစ်ချိန်လောက်တာလုပ်ဖို့ရင်ထူးခြားမှုတခုခံစားရလိမ့်မယ်လေဝင်လက်ချက်ကိုတတိနဲ့စောင့်ကြည့်ခြင်းဖြင့်အသွေးတွေရဲ့အနောက်ရှက်ပေးမှုကနေဖယ်ရှားနိုင်တယ်လို့စိတ်လေဟာပြင်တစ်ခုလုံးကိုရှင်းလိုက်တယ်လို့ပါပဲမြားသမားရဲ့အလွယ်ချက်1988ကအိုလံပစ်ပင်ပွဲကြီးရဲ့မြားပြည့်ရွှေသစိဆုရှင်အသက်16နှစ်အရွယ်မြို့သမီးကိုသူဒီလိုဆုရဖို့ဘယ်လိုပြင်ဆင်ခဲ့တယ်လို့မေးတဲ့အခါသူအဓိကလေ့ကျင့်တဲ့အစိပ်ပိုင်းကတနေ့နှစ်နာရီစိတ်တည်ငြိမ်ဖို့လေ့ကျင့်တာပါပဲတဲ့အဲ့ဒီလိုလုပ်နေတဲ့အလုပ်တစ်ခုမှာစီမြောခံစားနိုင်ဖို့ဆိုရင်ကျွန်တော်တို့ရဲ့စိတ်အာရုံကိုခဏအနောက်ရှက်ဖြစ်စေတဲ့ဖွာချက်ပေးတန်လိုမျိုးအရာတွေကနေလွတ်ကင်းနိုင်ဖို့ဆိုရင်စိတ်တည်ငြိမ်အောင်လေ့ကျင့်တာအကောင်းဆုံးပါပဲလူတွေထိမှတာတခုကစိတ်တည်ငြိမ်မှုလေ့ကျင့်တယ်ဆိုတာနီလမ်းမှကြားပါမလားတကယ်တော့ထာဝရငြိမ်းချမ်းမှုကိုရနိုင်ပါမလားနိဗ္ဗာန်ကိုရအောင်နိုင်ပါမလားဆိုပြီးစိုးရိမ်နေကြတယ်တကယ်တော့အဲ့လိုဆိုရင်တော့ကများနေခြင်းတဲ့ကိုလှုပ်တင်တာကိုတေချာအရင်စိုက်ပြီးလှုပ်နေဖို့ကပိုအရေးကြီးပါတယ်ကျွန်တော်ရဲ့စိတ်ဟာအတွေ့တွေခံစားမှုတွေစိတ်ကူးစိတ်တမ်းတွေနဲ့မရမနာလှုပ်ရှားနေရတာကြောင့်အဲ့လိုလှုပ်ရှားနေတဲ့စိတ်ကိုတက္ကနာတာဖြစ်ငြိမ်သက်စေခြင်းဖြင့်ကိုယ်စိတ်ထက်မှလည်းအေးချမ်းမှုကိုခံစားရပါလိမ့်မယ်တရားထိုင်တဲ့အခါတခုသိထားရမှာကကိုယ်စိတ်အယုံမှာပေါ်လာတဲ့အရာတွေနဲ့ပတ်သက်ပြီးမစိုးရင်ဖို့ပါပဲကိုယ်အလုပ်ရှင်ကိုတပ်ပစ်ခြင်းတဲ့အသွေးတွေဝင်လာနိုင်တယ်ဒါပေမဲ့အဲ့ဒီသွေးကိုမြစ်ဖြတ်ဖို့မကြိုးစားပါနဲ့ငါဒီလိုသွေးပလားဆိုပြီးအသွေးအယုံအဖြစ်အတိမပြုလိုက်ပါပြီးတော့ဒီသွေးကိုကောင်း၏မကောင်း၏ဘာမှအဆုံးဖြတ်မပေးပါနဲ့သူတော်ဘာအတိုင်းပဲရှိပါစေဘုရားရှင်တွေအပြောအရအသွေးပေါင်း6000လောက်ထဲကအသွေးတစ်ခုပါပဲတရားထိုင်ခြင်းအဖြစ်အုံနောက်က အလဖာနဲ့ဘီတာဆိုတဲ့အွန်လိုင်းတွေကိုဖြစ်စီပါတယ်တရားထိုင်တာအတွေ့အကြုံရှိသူတွေအဖို့တော့ဒီလိုအွန်လိုင်းတွေဟာချက်ချင်းဖြစ်လာတတ်ပါတယ်တကယ်တော့ဒီလိုအနောက်ကိုအနာပေးတဲ့ line တွေဟာကျွန်တော်တို့အိတ်ဆက်တဲ့အခါလွတ်လာတဲ့ online တွေပါပဲ
နေအောင်ကြီးကိုရတဲ့အခါရင်းနှီးစိမ်ပြီးတဲ့အခါအောင်နောက်ကထွက်လာတဲ့အလိုင်းတွေပါပဲတကယ်တော့ကျွန်တော်တို့သွားလျာအတိုင်းမှာရေချိုးခန်းတစ်ခုသွားနေတာနဲ့တူပါလေအဲ့ဒီချိုးခန်းကိုရောက်အောင်လုပ်တဲ့နေ့ကိုတိတာမတိတာနဲ့ပဲကွာပါလေတကယ်တော့လက်ကျင့်လိုက်ရင်ဘယ်လိုမဆိုတိလာနိုင်တဲ့နေလမ်းတွေပါပဲဗရာပြန်သူတရားထိုင်ဒီဆိုဒီမှာဘုရားဘာသာအခေါ်ပေါ်အလေးကျင့်တစ်ခုဖြစ်တော့လေစိတ်တည်ငြိမ်မှုရှိရင်မတူမဆိုလက်ကျင့်နိုင်တော့အလေးကျင့်တစ်ခုဖြစ်ပါလေအလေးထောက်ရန်ကိုတမိုးထားတဲ့လူသားတွေတကယ်တော့လူဘဝဆိုတာအစိမ်းလာတွေနဲ့ပြည့်လည်နေတဲ့အရာပါဒါပေမဲ့ပြောင်းလဲလာတဲ့ယဉ်ကျေးမှုစနစ်မှာတော့အဲ့လိုမလို့အားတဲ့အစိမ်းလာတွေထောင်းတိုင်းကိုဖျက်ရှောက်ပြီးပန်းတိုင်တွေဥတီချက်တွေတစ်ခုပြီးတစ်ခုရှာဖို့လိုပြီးတွန်းအားပေးလာကြတယ်ဒါမှလည်းအောင်မြင်တယ်လို့လူတွေကအတိမပြုကြမှာကိုဒါပေမဲ့လူသမိုင်းတစ်ချောင်းလုံးလူတွေကမနာမနေအလုပ်လုပ်နေကြရတယ်အားတယ်လို့ရမရှိဘူးအရင်တုန်းကဆိုရင်အမဲလာရသမင်းချက်ပြုတ်ရလျာထုံရဒီနာတွေစိုက်ပြရဟူရှာဒီရှာသွားရမိသားစုတွေထူထောင်ပြီးဂရင်းငယ်တွေကိုပြုစုရနဲ့အလုံးနဲ့လက်အားတယ်လို့ရရှိခဲ့ကြဘူးဒီနေ့ဒါတွေဟာလည်းရှိခဲ့ကပုံမှန်လုပ်နေရတဲ့အစဉ်လာဟောင်းနေပါပဲဒါပေမဲ့လည်းဒီနေ့ခေတ်ဂျပန်မှာတော့အဲ့လိုရှင်းဟောင်းကအလုပ်အကင်တွေမရှိတော့ပြီမဲ့အမြဲမပြတ်လုပ်နေရတဲ့အလုပ်တွေကတော့ဒီနေ့ခေတ်လူတွေနေ့စဉ်ဘဝမှာရောစီးပွားရေးလုပ်ငန်းတွေမှာပါရှိနေစေပါပဲဂျပန်နိုင်ငံရဲ့အဓိကကုကွယ်ရဘာသာဖြစ်တဲ့ကွန်ဖျူရှားဝါဒဗုဒ္ဓဘာသာနဲ့ရှင်တိုဘာသာတို့တိုင်းမှာစီမင်းစည်းကမ်းတွေတဲ့အစဉ်လာတွေကပိုအရေးကြီးကြောင်းပြဆိုထားတယ်ဂျပန်လုပ်ငန်းတွေမှာလည်းကိုယ့်အလုပ်ကိုဘယ်လိုလုပ်တယ်ဆိုတာနောက်ဆုံးရလာတဲ့ပိုအရေးပါပါတယ်ဒီချက်ကကောင်းတယ်မကောင်းဘူးဆိုတာကတော့ဒီစုံနဲ့မဆိုင်ပါဘူးဒါပေမဲ့တခြားတစ်ခုကတော့ကိုအမြဲလုပ်နေတဲ့အလုပ်တစ်ခုမှာစိတ်ဝင်စားစီမျောလောက်ကန်နိုင်ဖို့ဆိုတာတထေးချမှတ်ထားတဲ့မတိချမိရတဲ့ပန်းတိုင်ဥတီချက်တွေကိုရောက်ဖို့ဆိုတာတဲ့ပိုအရေးပါပါတယ်အစင်လာတွေမှာတိကျတဲ့အလုပ်ထုံးလုပ်နည်းတွေရွေချက်တွေရှိပါတယ်ဒီလိုလုပ်မှလည်းကိုယ့်အလုပ်ကိုစိတ်ဝင်စားလုပ်နိုင်မှာကိုယ့်တဲ့ပန်းတိုင်ကြီးတစ်ခုဥတီချက်တစ်ခုရှိတဲ့အခါကိုဟာအဲ့ဒီကိုပဲကောင်းတဲ့ရောက်နေပြီးဘယ်လိုမှမသိတော့ဖြစ်သွားတယ်ဒါပေမဲ့အစင်လာလှုပ်ထုံးလုပ်နည်းတွေဆိုတာကလုပ်ငန်းစဉ်တစ်ခုလုံးကိုဘာပြီးရင်ဘာလုပ်ရမယ်ဆိုတာသိလာစေတယ်နောက်ဆုံးတော့ကိုလိုတဲ့ပန်းတိုင်ကိုရောက်ရတာပဲဒါကြောင့်ဒီမှာရွေးချက်တစ်ခုကိုထိတ်တိုက်တွေ့လာတဲ့အခါအဲ့ဒီလိုအပိုင်းပိုင်းခွဲပြပါပြီးရင်တစ်ခုချင်းစီလုပ်ပါဒီနေရာမှာအရေးကြီးတာတစ်ခုကကိုနေ့စဉ်လုပ်နေတဲ့အလုပ်ကိုကျနာနေတဲ့ဖို့ပါပဲအဲ့ဒီအလုပ်တွေကိုလုပ်နေကိုအလုပ်ထဲမှာစီမျောသားဖို့လိုတယ်ဘယ်လိုရလာထွက်လာမလဲဆိုတာကြိုမစိုးရင်ပါနဲ့သူ့တံဘောအတိုင်းဖြစ်လာပါလိမ့်မယ်ပျော်ရွှင်မှုဆိုတာပန်းတိုင်မှာမဟုတ်ဘူးကိုလုပ်နေတဲ့အလုပ်မှာတင်ပျော်ရွှင်မှုကိုရှာရပါမယ်ကိုအမြဲတည်းပေးဖို့ကတော့ပန်းတိုင်တဲ့အလုပ်ကိုအာရုံစိုက်ပါဆိုတာပါပဲအပျော်ရွှင်ဆုံးလူတွေဆိုတာပန်းတိုင်ကြီးကြီးတွေပိုင်ဆိုင်ထားတဲ့သူတွေမဟုတ်ပါဘူးကိုလုပ်နေတဲ့အလုပ်မှာသူများတွေထဲစီမျောခံစားလုပ်ကိုင်နိုင်သူတွေပါပဲကိုအီဂီကိုင်ကိုသိဖို့စီမျောခံစားစို့ဒီခန်းကိုဖတ်ပြီးသွားတဲ့အခါဘယ်လိုလုပ်ငန်းတွေကို flow ရစေနိုင်တယ်လဲဆိုတာသိလာလိမ့်မယ်ကိုလုပ်ရတဲ့လုပ်ငန်းတွေလုပ်ဆောင်ချက်တွေကိုချရည်ပါပြီးရင်အဘမိခွန်းတွေကိုမေးပါတဲ့စာဝင်စားမှုရစေတဲ့လုပ်ငန်းတွေမှာတူညီတဲ့အချက်တွေပါရှိတယ်ဥပမာတယောက်တည်းလုပ်ရတဲ့အလုပ်တွေလားအများနဲ့လုပ်ရတဲ့အလုပ်တွေလားနိကိုလည်းအမှုရာနဲ့လုပ်ရတဲ့အလုပ်တွေလားစဉ်းစားပြီးလုပ်ရတဲ့အလုပ်တွေလားဒီမိခွန်းတွေကိုဖြည့်ကြည့်ခြင်းအဖြစ်ကိုယ့်ရဲ့လုပ်ငန်းဆောင်တာတွေမှာတိမ်မြုပ်နေတဲ့ ikigai ကိုသိပါလိမ့်မယ်တကယ်လို့ရှာမသိသေးဘူးဆိုရင်လည်းတခြားအလုပ်တွေမှာစာဝင်စားမှုရနိုင်သေးတယ်လဲဆိုတာရှာကြည့်ပါကိုလုပ်နေတဲ့လုပ်ငန်းစဉ်မှာမပါပေမဲ့အဲ့ဒါတွေနဲ့ဆင်တူတဲ့လုပ်ငန်းတွေကိုစမ်းလုပ်ကြည့်ပါဥပမာတပ်ပေါ်ရိုက်ခြင်းကကိုစာဝင်စားမှုရနိုင်တဲ့အလုပ်တစ်ခုဆိုရင်ပကြီးဆွဲတာကိုလည်းစမ်းလုပ်ကြည့်ပါအဲ့ဒါကိုပူတော့ကြိုက်ချင်ကြိုက်အောင်မှာပါအင်းလျှော်စီရတာကိုကြိုက်ရင်ဒီလိုင်းစီရတာကိုလည်းစမ်းလုပ်ကြည့်ပေါ့စာဝင်စားမှုဆိုတာအိမ်မတန်သူချလာပါတယ်ကြက်သားတွေလိုပဲလက်ကျင့်ပေးလေပူတောင်းပါလေပူစီမျောခံစားနိုင်လေတဖြစ်ဖြစ်ကိုအီဂိုင်နဲ့ပူနီးစားလာပါလိမ့်မယ်အီဂိုင်ရဲ့အခန်းလေးကိုတင်ဆက်ဖတ်ပြလို့ပြီးသွားပြီမိမိကြိုက်နေတဲ့ဆိုရင် channel လေးကို subscribe လုပ်သွားလို့ရပါတယ်ခင်ဗျာနောက်လာမယ့်အခန်းတွေမှာမလွတ်အောင်ခလောက်လေးကိုလည်းနှိပ်ထားလို့ရပါတယ်ခင်ဗျာအားလုံး bye bye